ဆရာမဥစ္စာလေးဘုဒ္ဓနေရ play ဥစ္စာပါလဲ z မီလေးဟာလေးပြောပြလိုက်ပါဦးအေးဘုဒ္ဓနေရလေးကျွန်တော်တို့ပြီးတော့ play မီလေးပါကြတော့အဲ့ဒါလေးရှင်းပြလိုက်ပါဒီမှာရှင်းရမှာဆရာလက်တော့နေဟုတ်ကဲ့ဟုတ်ကဲ့ဒီကအစင်မပြေတဲ့ point ဟုတ်တယ်ဒါဒီ distribution ဟုတ်ကဲ့ဟုတ်အဲ့ဒါကျွန်တော်ပါတယ်အဲ့ဒါ properties မှာချိန်တယ်ဒီပိတ်ပြရမလားမြင်ရလား NCD ကမြင်ရမှာလို့ဒီမှာဆိုရင် line တစ် line ဒီ line တစ် line ရှိမယ်ဒီ line တစ် line ဒါပေမဲ့သူကကျတော့နှစ် line ကို plan ပြီးကနေကြည့် xy coordinate ကျတော့အထူးတူပဲနော် plan ကနေကြည့်ဘာကြောင့်လဲဆိုတော့ AutoCAD ကတော့ coordinate တွေနဲ့သွားနေတာ point တွေကလေမတော်က plan တွေ side view တွေကနေအမျိုးမျိုးကြည့်ပြီးတော့ပဲ create လုပ်တာပုံမှန်ဆိုရင်သူက xy coordinate မှာပဲ coordinate alike ပဲသွားနေတာဘာကြောင့်လဲဆိုတော့ဒီ drawing area ကတော့ graphical screen ကိုသူက sensitive ဒီ coordinate point နေနဲ့ဖန်တီးပေးထားတဲ့ user interface တစ်ခုပဲအဲ့ခါကျတော့ coordinate alike ကို plan view ကနေကြည့်ရင်တော့အားလုံးကအထူးတူပဲဒါပေမဲ့ဒီပုံမှာဆိုရင်သူက xy plane မှာ coordinate တွေကဒီမှာဒီပုံဒီလားရှိနေတယ်ဒီမှာဆိုရင် x coordinate ဒီမှာ1170ဆိုပြီးတော့ရှိနေတယ်သူကဒီမှာ y coordinate က2278ဆိုပြီးတော့ရှိနေတယ်ဒါဆိုရင်သူက coordinate ကဒီ0ကနေမှဘလောက်အကွာကိုပြနေတာဟုတ်ပြီနော်ဆိုတော့အားလုံးကဒီ UCS ကိုအမျိုးမျိုး create လုပ်ပြီးတော့ဆွဲတယ်ဒါပေမဲ့ပုံမှန်အားဖြင့်တော့သူ့ရဲ့ coordinate ဒီ0ကပဲ count လုပ်တာ 0x, 0x ပြီးတော့ y အမှတ်ကလည်း0ကနေသွားနေတာဒါပေမဲ့ဒီပုံကျတော့သူက coordinate 3ခုမှာသွားနေတယ်ဒီမှာဆိုရင် z coordinate ပါနေတယ်ဒီဟာမျိုးတစ်ခုကိုဆိုတော့ fit လက်လို့ရှင်တယ်ပြီးခဲ့တဲ့ဘက်ကဆရာပြောတယ်ဒီ pipeline 2 line gas pipeline 2 line ကိုဒီ coordinate x နဲ့ y coordinate ကိုလှမ်းစစ်တဲ့အခါကျတော့ plane ဟာဒီ same corner မဟုတ်တော့ဘူး same သူ့ unicorner plane လို့လည်းခေါ်တယ်မဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့သူက y coordinate မှာရှိနေတဲ့အတွက်ဆိုတော့ဒီနှစ်ခုကိုလှမ်းပြီးဆက်မယ်ဆိုရင်radius တစ်ခုခုပေးပြီးတော့ဆက်လိုက်တယ်ဆိုတော့
ဒီမှာဆိုရင်မပေးတော့ဘူးဘာကြောင့်လဲဆိုတော့သူဒီ z axis 15မှာရှိနေတယ်ဒီကောင်ကကျတော့ z axis 0မှာရှိနေတယ် unipolar plane မဟုတ်တော့ coordinate ချင်းလှမ်းပြီးတော့ဆက်လို့မရအောင်ဒီလိုမျိုးထားတဲ့သူ့ရဲ့ elevation မတူတဲ့သဘောပဲဒီမှာကတော့သူက plan view ကနေကြည့်တော့မသိတာအောင်အားလုံးက xy coordinate မှာတော့အတူတူလို့ထင်ရတယ်ဒါပေမဲ့သူဒီ z axis elevation တနေရာတစ်ခုခုမှာရှိနေတယ် z axis elevation ကတော့15မှာရှိနေတာဒါကြောင့်မို့လှမ်းဆက်ပြီးလို့မရအောင်ဒီကဲဘက်က gas pipeline ဆရာဆွဲတဲ့ drawing မှာလည်းအဲ့ဒီပုံစံမျိုးဖြစ်နေတာဆိုတော့ဒီ rectangle command မှာလေတချို့တီးပြီးလည်းဖြစ်လိမ့်မယ်ဒီမှာဆို elevation ဆိုတာရှိရယ် xy plane မှာပဲဆိုတော့ဒီမှာဆိုရင် elevation မပေးဘဲနဲ့သူ့ရဲ့ automatically ကျတယ် 0.0 ကနေ count လုပ်တဲ့ rectangle တစ်ခုဆိုတော့ any dimension တစ်ခုကိုလည်းဆွဲလိုက်တယ်ဒါပေမဲ့သူဒီချာပေါက်ပဲ 0.0 မှာပဲရှိနေမှာ xy plane တနေရာရာနဲ့ z axis 0.0 မှာပဲရှိနေလိမ့်မယ်ဒါကြောင့်သူ့ coordinate ကျတော့ 0.0 မှာရှိနေလိမ့်မယ်ဒါပေမဲ့ဒီဟာဒီဒါ rectangle ကို elevation မပေးဘဲနဲ့ဆွဲလိုက်တာတကယ်လို့ဒီမှာ elevation ဆိုတာနဲ့ဆွဲကြည့်လိုက် option command သုံးကြည့်လိုက်ဒါဆိုရင်သူ့ရဲ့ elevation တစ်ခုကို30မှာပေးကြည့်လိုက်ဆိုတော့ဒီကဲဘက်က pipeline နှစ် line လိုပဲသူကဒီလိုမျိုးဒီ pipeline တစ်ခုနဲ့ဒီ pipeline တစ်ခုနဲ့လှမ်းဆက်ချင်တယ်ဆိုခဲ့လို့ရှိရင်ဆိုတော့ဒီနှစ်ခုက pipeline တွေပေါ့ horizontally နဲ့ vertically နဲ့ပြေးနေတဲ့ pipeline နှစ် line ဆိုရင်သွားဆက်ရင်အသေးချာပေါင်းမရဘူး။ဘာကြောင့်လဲဆိုတော့သူက elevation တစ်ခုခုမှာဆွဲထားတဲ့ rectangle ဖြစ်နေတဲ့အတွက်ဆက်ကြည့်အောင်နော်မပေးဘူးဘာကြောင့်လဲဆိုတော့ဒီဟာဒီ elevation ခုနကပေးလိုက်တဲ့တန်ဖိုးတစ်ခုခုမှရှိနေတယ်ဒီဟာဒီ elevation မပေးဘဲနဲ့သူ့ရဲ့ depth for rectangle command မှာရှိတဲ့ 0.0 နဲ့ဆွဲထားတဲ့အတွက်အဲ့ဒီသဘောပဲဒါဆိုရင်ဘယ်အောင်အရင်ဆုံး make sure လုပ်ဖို့လိုလဲဆိုတော့ဒီ coordinate ကိုလိုချင်တဲ့ point data input ကလွှဲပြီးတော့ကြော်ပြီးတော့မပေးနဲ့ဒီဘာရွယ်ချက်မှမရှိဘဲနဲ့ဟုတ်ပြီနော်။ဘာကြောင့်လဲဆိုတော့ဒီ drawing user interface ကသူက coordinate တွေပဲ count လုပ်နေတာ။မတို့တွေက command တွေပေးပြီးတော့ဖြစ်အောင်ဆွဲတာပဲရှိတယ်။အမှန်တကယ်ဆိုရင် point ကိုမလိုအပ်ဘဲနဲ့မပေးရဘူး။ပေးခင်လည်းကိစ္စမရှိဘူးချက်လို့ရတယ်။ဒီမှာ select အုပ်ပြီးတော့ဒီရဲ့ properties ဘောက်ကနေဝင်ပြီးလို့ရတယ်။ဒီမှာလုံးဝသူ့ရဲ့ information property information အပြည့်အစုံဒီမှာရှိနေတယ်။ဒီမှာဘယ်လောက်လဲဒီမှာဘယ်လောက်လဲပြီးလို့ရတယ်။ဟုတ်ပြီနော်။တေချာတဲ့အရင်ဆုံး make sure က 0.0 ပေးပေးလိုက်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆောင်းလိုမျိုး fill လုပ်လို့မရတာတော့အဲ့ဒီ problem ပြဿနာတွေဖြစ်စရာအကြောင်းမရှိတော့ဘူးဟုတ်ပြီနော်ဆိုတော့အရေးကြီးတာကဘယ်မှာဝင်ချက်လို့ရလဲဆိုရင်ဒီ control 1 shortcut property PROV လို့ရိုက်လဲရတယ်နော်ဆိုတော့အဲ့ဒီကနေမှဝင်ပြီးတော့ check လုပ်ကြည့်ပြီးသွားရင် xyz coordinate xyz တွေကိုအဓိကထားပြီးတော့ကြည့်ပြီးတော့ပြီးလိုက်ရတယ်ဟုတ်ပြီနော်ဒီ pipeline တွေဆွဲတော့လေဆိုတော့မတော် ACME မှာလောက်တာဆို ACME ဆိုရင်အဓိက ဓာတ်တွေနောက်ပြီးတော့ဒီ water pipe တို့ gas pipe တို့ဒါတွေကိုအဓိကထားပြီးဆွဲတော့သူက direction တွေက pipe routing ပြေးတဲ့အခါမှာ direction တွေကအများကြီးလာတယ်နောက်ပြီးတော့လေသူ့ရဲ့ site တွေကလည်းအမျိုးမျိုးရှိတယ်ဆိုတော့ဒါမျိုးဆိုရင်သူက same site ပဲလေဟုတ်နော်ဒီဓာတ်တစ်ချောင်းပေါ့ဓာတ်ဆိုတာ ACME မှာဒီ aircon လေးစီးတဲ့ဒီ ACME ရဲ့ဒီ supply ဓာတ်တို့ return ဓာတ်တို့စသဖြင့်ဒီဓာတ်တွေရှိမယ်ဆိုတော့ဒီမှာဒီဟာဓာတ်တစ်ချောင်းရှိမယ်ဟုတ်နော်ဆိုတော့ဒါကတော့ double line နဲ့ပဲပြတယ်သူက square ဓာတ်ဖြစ်တဲ့အတွက် LM မှာ center line မပေးဘူးဘာကြောင့်လဲဆိုတော့သူဒီ center line မလိုတဲ့သူက direction ပေးလို့ရတယ် rectangular dot sign ပို့လို့ဟုတ်ပြီနော်ဆိုတော့ pipe line ဆိုရင် water pipe ဆိုရင်တေချာတော့သူကို center line ပေးဖို့လိုတယ်ဟုတ်ပြီနော်ဆိုတော့သူ့ကိုမတို့ဒီ same direction နဲ့ပဲ same dimension နဲ့ပဲပြေးကြည့်ပဲဆိုပါတော့ဟုတ်နော်ဒါဆိုရင်ဒီလိုမျိုး direction ဒီ pipe line horizontally ပြေးနေတဲ့ pipe line တစ်ခုကဒီ vertically direction ကိုပြောင်းမယ်ဆိုရင်သူကပြောင်းတဲ့ direction ကိုကြည့်ပြီးတော့ fillet ချိုးပေးရတယ်ဟုတ်ပြီနော်ဆိုတော့ဒါကကျတော့ဒီ mechanical တို့ဘာလို့မှသင်ရတယ် fluid ရဲ့ direction သဘောပဲဒီလားဒီမှာတော့ mechanical ပြီးတဲ့လူတွေရှိတာမသိဘူးဆိုတော့အဲ့မှာ fluid direction ရာသူက
direction ပြေးတဲ့ direction သွားတဲ့ပုံမူတည်ပြီးတော့ပေးရမယ်သူ့ရဲ့ပတ်ရဲ့တစ်ဝက်ဒါဆိုရင်ဒီမှာ free leg လုပ်ကြည့်ရဆိုရင်သူက direction ကိုမှတော့အနည်းဆုံးရှိတဲ့ဘက်ကနေစယူရမှာဆိုတော့အနည်းဆုံးနေ direction သွားတယ်ခွေးတဲ့ပထမဆုံးဘက်ဒီသူ့ရဲ့တစ်ဝက်ကိုပေးရမယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီ fluid calculation သဘောတရားတွေအများကြီးပါတယ်ဟုတ်ပြီနော်ဆိုတော့ friction တွေပါတယ်ဒီသဘောတွေထည့်တွေ့ရတယ်လေဆိုတော့သူ့ရဲ့တစ်ဝက်ဆိုတော့ဒီကနေမှဒီကို sorry ဒီအောင်မှာ x လို့အရင်ဆုံးခွဲလိုက်မယ်နော် f enter r enter ဒီကနေမှဒီကိုတစ်ဝက်ပေးလိုက်မတော်ဒီ calculation sorry ဒီ failure radius တွေကိုဒီထဲမှာဝင်ပြီးတန်ဖိုးရိုက်ပြီးစီရလဲမလို့ဘာကြောင့်လဲဆိုတော့ဒီမှာက coordinate ကသူမှာရှိပြီးသားဒီရဲ့ coordinate ကိုမတော်ပေးလိုက်ရင်သူနားလဲတယ်ဘာကြောင့်လဲဆိုတော့ဒီ graphical area က drawing ဆွဲတဲ့အခါမှာ user ဒီသုံးတဲ့ user တို့အဆင်ပြေအောင်သူက arrange လုပ်ထားပြီးသားဒီ coordinate ဒီတစ်လျှောက်လုံးမှာ drawing area တစ်ခုလုံးမှာ point တွေအကုန်လုံးယူသုံးလို့ရတယ်ပို့ပြီးတော့ exactly လည်းဖြစ်တယ်ပြီးသားရင်ဒီဘက်ကိုကြတော့သူ့ရဲ့အပြည့်ပဲပေးရမယ်ဒီကကြတော့သူ့ရဲ့ engineering thinking သူ့ရဲ့ fluid သဘောတရားအကုန်လုံးဒီမှာထည့်ထားပြီးသား calculation လုပ်ပြီးတော့တက်စရာမလိုဒါပေမဲ့ပိုပြီးတိကျတဲ့ calculation တော့ရှိတာပေါ့ဒါပေမဲ့ပုံဆွဲတဲ့အခါမှာတော့ဒီလိုမျိုးယူသုံးလို့ရတယ်ဒီကကြတော့ same dimension မို့လို့ဆိုတော့ဟို butterfly ပုံစံမျိုးနဲ့သွားတဲ့ပုံစံမျိုးကြရင်ဘယ်လိုဆွဲမှာလဲဆိုတော့ဒီ pipeline တွေမှာ butterfly ပုံစံနဲ့ပြည့်တဲ့ pipeline ဆိုလို့ရှိရင်ဘယ်လိုဆွဲမလဲသူကကျတော့ direction က3ဘက်ဖြစ်သွားပြီလေဒီလိုရယ် horizontally ရယ်ပြီးတော့မှ vertically ကိုမှ center ကနေဖြတ်ပြေးတဲ့ line ဒါမျိုးကြောင့် interview တွေဘာတွေမှာလည်းမေးတတ်တယ်ဆိုတော့အခုဒီမှာဆိုရင်သူဒီလိုမျိုး horizontally လာနေတဲ့ line ပြီးတော့မှဒီ vertically ကိုပြန်ပြီးတော့ butterfly ပုံစံနဲ့ပြန်ခွဲပြီးတော့လုပ်မှာဒါဆိုရင်ဘယ်အောင်မူတည်ပြီးတော့စဉ်းစားလို့ရလဲဆိုတော့သူကကျတော့ဒီဘက်ချမ်းနေ direction ဒီဘက်ကိုသွားလိုက်တာသူကကျတော့ဒီကနေမှ butterfly ပုံစံပြန်ခွဲမှာဆိုတော့အဓိကစပြီးတော့သွားတဲ့နေရာကိုဖိလိုက်လုပ်ပြီးရမှာဆိုတော့ဒီမှာဆိုရင်သူ့ရဲ့ line ကဒီလိုမျိုးရှိရဲဆိုတော့ဒါဆိုရင်သူ့ရဲ့ radius ကိုအရင်ဆုံးငါတို့ fill လုပ်ပေးဖို့လိုတယ်အဓိကပြောချင်တာတော့သူပထမဆုံးစမဲ့ radius ကိုစမဲ့ direction ကိုကြည့်ပြီးတော့အရင်ဆုံး fill လုပ်ရမယ်သူကအရင်ဆုံးဒီကနေစတဲ့အတွက်ဒီဘက်မှာ size ကြီးသွားပါစေသူ့ကိုထည့်ပြီးစဉ်းစားစရာမလိုကိုစပြီးတော့သွားမဲ့နေရာကိုစပြီးတော့ radius ယူပေးရမှာဆိုတော့ဒီမှာဆိုရင်ဒီလို white တော့မယ်ဆိုရင်ဒီဟာကိုထည့်ပြီးတော့စဉ်းစားလို့ရလဲဆိုတော့ဒီမှာဆိုရင်ဒီဘက်ကိုဒီဟာကိုပဲသူ့ရဲ့ diameter ရဲ့တစ်ဝက်ကိုယူမှာလားသူ့ရဲ့ radius ကိုယူမှာလားသူ့ရဲ့ radius ကိုယူမှာလားစဉ်းစားရတယ်လေဒါပေမဲ့ဘယ်လို size ပဲဖြစ်ဖြစ်သူစပြီးတော့သွားမဲ့နေရာရဲ့ radius ကိုပဲယူပြီးတော့ white ပေးရတယ်ဒါသူ့ရဲ့ formula လို့ဖြစ်နေတာ formula ပဲဆိုတော့ဒီမှာဆိုရင်သူ့ရဲ့ radius ကိုဒီကနေမှဒီကိုသွားမယ်ဒါဆိုရင်သူ့ကိုဒီလို white ပေးလိုက်ဟုတ်ပြီနော်ဆိုတော့သူ့ရဲ့ pipe size ကဒီနားလောက်မှာဆိုရင်သူ့မှာဘယ်လောက်သေးမြင်နေကိစ္စမရှိဘူးသူ့ရဲ့ဒီ radius ကိုပဲယူပြီးတော့သွားရမှာတခါလေးကျရင်ဆွဲနေတဲ့မျက်စိကြောင်တာလည်းရှိတယ်ဟိုတည်းကဒီတတိထားမိအောင်ပြောပြလိုက်တာ
ဟုတ်ပြီနော်ဆိုတော့ဆောင်းနာပြောတဲ့ဒီ unicorn လာမဟုတ်တဲ့ကိစ္စကတော့ဒီမှာဝင်ပြီးတော့ဖြည့်ရှင်းလို့ရလဲဆိုတော့ဒီ property မှာဝင်ဖြည့်ရှင်းလို့ရတယ်ဒါဆိုလို့ရှိရင်သူက z တန်မှုမှာရှိမနေဘူးဆိုလို့ရှိရင်သူက automatically ပေးလိုက်တဲ့ radius အတိုင်း y ပေးလိမ့်မယ်အဲ့ဒါတော့ solution ပဲအဆင်ပြေလားမသိဘူးဒါနော်ဘယ်လိုနေရာတွေမှာသုံးတယ်ကျွန်တော်အဲ့လိုပုံစံကျွန်တော်တွေ့ဘူးဇက်ဒီနဲ့ဇက်ကကြတော့သူကဟိုစောနာလိုမျိုးပေါ့ဒီ elevation နဲ့တခုခုရှိနေတဲ့ drawing မျိုးပေါ့ 3D လို့ဘာလို့မှဆိုလို့ရှိရင်ပို့ဆိုးတယ်သူက 3D ဆောက်ဆွဲမယ်ဆိုလို့ရှိရင် plan မှာအရင်ဆုံးဆွဲတယ် plan ပြီးမှ z axis ကိုချိန်ပြီးတော့ z ပစ်ပြီးတော့သူက 3D ကို create လုပ်တာလေအဲ့လိုအခါမျိုးကြလို့ရှိရင်ဆိုတော့ဒီမှာတစ်ချက်လောက်ကြည့်ကြည့်လိုက်ဒီမှာဆိုရင်ဒါ plan view မှာဒါ plan view ကိုဒီလိုဆွဲထားတယ်ပြီးတော့ရင်ဒီလိုပုံစံမျိုးဒါဆိုလို့ရှိရင်သူ့ရဲ့ z axis ကိုဆွဲပြီးလို့ရတယ်ဒီမှာ z direction ကိုဒါကြောင့် 3D create စပြီးတော့လုပ်တဲ့နေရာမျိုးကြရင်စသုံးလို့ရတယ်သူကဒီဟာဆိုရင်ဘာမှရှိနေလဲဆိုတော့ z axis ကို minus မှာရှိနေတယ်။ဘာကြောင့်လဲဆိုတော့ z direction ကိုမတို့ z ကိုပြစ်ပြီးတော့ဆွဲလိုက်တဲ့အတွက်ဒါပေမဲ့ plan မှာတော့မြင်နေရတယ်နော်ဒီလားဒါပေမဲ့သူက z ကိုမှအောက်ကိုဆိုင်နေတယ် repeat တို့ဘာလို့မှဒီလားမသိ repeat ဆိုလို့ရှိရင်သူက extrude ပြစ်လို့ရှိရင် minus တန်ဖိုးထည့်ရင်အောက်ကိုသွားတာလေမတို့ဒီ repeat မှာဒီ family တွေစောက်ပြီးတော့ထားပါတော့ဒီ ceiling တို့ဘာလို့မှထည့်မယ်ဆိုအောက်ကို suspended ဖြစ်နေသူ minus ပေးတဲ့သဘောမျိုးပဲဒီမှာရှိနေတဲ့ဒီထားပါတော့ဒီဟာလေးက block object ဆိုရင်သူ့ကိုတခြားဒီ 3D object မှာပဲဖြစ်ဖြစ် z axis အတိုင်းထားခြင်းနဲ့ဆိုရင်ဒီမှာပေးလို့ရတယ် xy coordinate မှာပဲအလုံးလုံးနေတဲ့လူတွေကတော့လုပ်စီရမလို့ဒီလားရှင်းလားတော့မသိဘူးဒါကြောင့် 3D မှာ 3D နဲ့ဆက်ပြီးတော့ဆွဲရမယ့်ဟာမျိုးဆိုလို့ရှိရင်ကြတော့အခုလိုမျိုး z axis ကိုကစားပေးလို့ရတယ်အဲ့ကစားရဲဆိုတာကပြောတော့ UC ရဲ့ icon တွေဒီမှာရှိ UC ရဲ့ icon တွေနဲ့ထည့်ပြီးသုံးလို့ရတယ်အဲ့ဒါ plan မှာပဲဆွဲနေတာဒါပေမဲ့ z axis ကိုလိုသလို information z ကိုချိန်ပေးနေတာဘယ်လိုမျိုးကြောင့်သုံးလို့ apply လုပ်လို့ရလဲဆိုတော့အဆိုတော့အခု repeat တချို့ repeat submission ဆိုရင် archi ပုံတွေကို 3D နဲ့ဆွဲလာရတယ်တချို့ကျတော့ submission မှီဖို့အတွက်စက်ကွန်းတွေကိုပေးဖို့အတွက်ဆွဲခိုင်းတာအမှန်တော့အဲ့ဒီ 3D archi က repeat နဲ့ဆွဲတာမဟုတ်ဘူးဒီ AutoCAD 3D နဲ့ဆွဲထားတာအဲကျတော့ repeat သမားလည်းအဆင်ပြေအောင် pipe တွေပါတွေ archi ကိုမှီပြီးတဲ့အခါမှာအဆင်ပြေအောင်ဆိုပြီးတော့ 3D အတူပေါ့တော့ repeat နဲ့ဆွဲတာမဟုတ်အဲ့ AutoCAD နဲ့ဆွဲတာ 3D အဲ့ဒီခါမျိုးကြရင်ကိုကဒီမှာကစားပြီးမှအဲ့ repeat ကထည့်ဆွဲလို့ရတယ်အဲ့လိုသဘောတော့ရှိတယ်ဒါပေမဲ့ 2D မှာပဲလုံးနေတဲ့လူတွေဖို့ကတော့အဲ့ဒီဟာထည့်စဉ်းစားစရာမလိုတကယ်ဆောင်းနောက်လိုမျိုးပေါ့ပိုက်ကွေးလို့မရဘူးဖို့မှာဒီဆက်ပြီးသွားလို့မရဘူးဆိုရင်တော့ property မှာဝင်ချက်ပြီးတော့တန်ဖိုးကိုချိန်လို့ရတယ်ဒါပဲအရင်ကတော့ software တွေမှာ property ကအရေးကြီးတယ်ဒီ AutoCAD ဆိုရင်သူ့ရဲ့ property ကဒီမှာဟို Revit software တွေပါမျိုးဆိုရင်သူ့ရဲ့ property ကအများနဲ့ရှိနေရတယ်ဒါမှသူ့လိုချင်တဲ့ဟာတွေမှာဝင်ချိန်ကိုမှားခဲ့ရင်ကိုပေးတဲ့ dimension မှားနေတယ် information မှာနေဝင်ချိန်လို့ရတယ်အဲ့ဒီလုပ်လို့ရတယ် property ကအရေးကြီးတယ်ဒါဆိုဆောင်းနောက်လိုမျိုး fill လုပ်လို့မရဘူးခါညာဆိုရင်ဒီမှာဝင်ပြီးတော့သူ့ကို select မှတ်လိုက်မှတ်ပြီးသွားရင်ဒီမှာပေးလို့ရတယ် comment line မှာပေးတဲ့ information ကကျတော့ overall ဖြစ်သွားတယ်ဒီတစ်ခုချင်းစီကို select ပေးတာကြတော့သူကဒီမှာဆိုင်တဲ့ information တစ်ခုပဲပြောင်းတယ် line type scale ချိန်တဲ့ comment လိုမျိုးဆိုတော့တချို့ line type တွေမှာဆိုရင်ဒီ model မှာ1000ပေးဖို့ပေးရတယ်သူရဲ့ American default နဲ့ဆွဲထားတဲ့ site တွေမှန်တယ်ဆိုလို့ရှိရင် model space မှာ1000ပေးရတယ်ဒီ၄ယောက်မှာကြာလို့ရှိရင်10ပဲပေးရတယ်အဲ့ဒါသူ့ရဲ့
format အပြည့်အစုံပဲအဲ့ဒီခါကျမှ line တိုင်းတွေ print out ထုတ်လို့ရှိရင်အားလုံးက uniform scale ဖြစ်သွားလိမ့်မယ်ဒီမှာဆိုရင် model မှာတစ်ထောင်ပေးလိုက်တယ်၄ယောက်မှာ30ပဲပေးလိုက်တယ်ဒါဆိုရင်ပုံထုတ်လို့ရှိရင် plot လုပ်ရင်ဒီ revision byte ဆိုလဲ revision byte line drain byte ဆို drain byte ဒီ planning နဲ့ပတ်သက်တဲ့ဒီ line တိုင်းတွေ create လုပ်ထားရအောင်လို့ဒီတပြေးညီတဲ့ site တွေတူတူထွက်လာလိမ့်မယ်အဲ့ဒါအမြဲတမ်းမှတ်ထားလိုက် model မှာ1000 ၄ယောက်မှာ30ပဲပေးရတယ်scale change ရမလို့တော့ refresh ပြန်လုပ်လိုက်ပြီးသွားရင် NDS ဆိုပြီးတော့ NDS command နဲ့လေ model မှာပဲ NDS enter ပြီးသွားရင်1000ရိုက်ချက်ပြီးသွားရင်4ယောက်ကိုပြန်ကူဒီအောင်ပုံထုတ်လို့မယ်ဆိုရင်ဒီအလုပ်ကလုပ်ကိုလုပ်ရတယ်။ဘာကြောင့်လဲဆိုတော့မတို့အကြောင်းကြောင့် scale တွေပါချင်းလိုက်တဲ့အခါမျိုးကြလို့ရှိရင်သူက site တွေပါချင်းသွားရတယ်။အဲ့ဒီခါမျိုးကြရင်သူ့ကို line type ကိုဒီမှာ1000ပေးပြီးသွားရင်ဒီ4ယောက်မှာ30ပေးလိုက်။ဒါမှသူ့ရဲ့ဒီအမှန်အပြည့်အစုံရလိမ့်မယ်။ပုံထုတ်ရင်အားလုံးကဒီဘယ်လို line type create လုပ်ပြီးလုပ်ထားပါစေသူ့ရဲ့အမှန်တိုင်းပြန်ကြလိမ့်မယ်annotated က automatically အဲ့ဒီဟာပေးလိုက် annotated skill က automatically change သွားတယ်ဒီအားဆိုရင်ဒါ annotation skill လို့ခေါ်တယ်ကို chain နဲ့ skill ကကြတော့ဒီ viewport တွေမှာဝင်ကြည့်လို့ရတယ်လေဆိုတော့ဒီမှာဆိုရင် viewport ကနေကြည့်လိုက်ဒီမှာဆိုဒီမှာဒါကကိုဝင်ပေးတဲ့ skill ဒီအားကျတော့ software ကငြိမ်အောင်ထိန်းပြီးတဲ့ skill လို့ပြောလို့ရတယ်သူဒီကောင်111ဖြစ်မှာအားလုံးဒီ object တွေအားလုံးကလည်းသူ့ကိုသွားပြီး affect ဖြစ်မှာလေဆို line တိုင်းမှာလည်းလေဒီတိုင်းပဲခေါ်ပြီးတော့သုံးတယ်ဒီလားအမှန်တိုင်းဆိုလို့ရှိရင်သူကကျတော့ line တိုင်းတွေမှာအားလုံးကလေဒီမှာနောက်မှာ point လေးတွေပေးထားတယ်တွေ့လား bracket ထဲမှာဒါဆိုလို့ရှိရင်သူရဲ့ default site ကိုတဝက်ငယ်ထားတာအဲ့ဆိုတာဒီမှာကျတော့ဒီ China နဲ့အတူတူပဲအစအရေးအတွက်နဲ့အတူတူပဲဒီကကျတော့သူ့ရဲ့ဒီဟာဒီ normal site ပဲဒီလား normal site ပဲဒီကောင်ကျတော့ဒီ normal site ကိုမှ normal လို့ခေါ် default လို့လည်းခေါ်တာပေါ့ default site ကိုမှသူကတဝက်ငယ်ထားတာဒီ site ကကျတော့ဒီကကျတော့နှစ်ဆကြီးတာဒီလားဒါဆိုလို့ရှိရင်ကိုယ်ဆွဲတဲ့ object ကဒီတချို့ project တွေဆိုအရင်ကြီးတဲ့ဟာမျိုးဆိုရင်28လောက်နဲ့မှအဆင်ပြေတယ်ဒီလားဒါလောက်မှဒီဟာပေးမှမတို့ပေးထားတဲ့ NDS ကလည်းသွားပြီး affect ဖြစ်မှာပုံမှန်ဒီ project ဒီထောက်တော့ residential လိုမျိုးသေးတဲ့ project မျိုးဆိုလို့ရှိရင်ဒါဆိုဒီ dimension တွေအရင်မကြည့်ဘူးလေဒါမျိုးဆိုလို့ရှိရင်ဒီ 0.5 နဲ့ okay တယ်ဆွဲလို့ရတယ်ဆိုတော့ဒီ factory တို့ residential sorry ဒီ condo တို့ဒီ site ကြီးသွားတဲ့ area ကျယ်သွားတဲ့ dimension measurement ကြီးသွားတယ်ဆိုရင်28နဲ့ဆွဲမှအဆင်ပြေတယ်ငါတို့ရုံးမှာဆိုဒီ residential factory commercial ပြီးသွားရင်ဆရာတို့ဒီ unit type တွေဆိုလို့ရှိရင် overall plan unit type ကတော့ကိစ္စမရှိဘူးဒီကောင်းနဲ့ဆွဲလို့ရတယ်အခုဆရာတင်နေတဲ့ဒီ unit type တစ်ခုလေးစီဆိုရင်ဒီ normal default site နဲ့ဆွဲလို့ရတယ်ငါတို့ဒီ factory တို့တခြားဒီကျောင်း project တို့ပါလို့ဆိုလို့ရှိရင်28လောက်နဲ့ဆွဲမှာအဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့သူပေးထားတဲ့ site ကိုမှနှစ်ဆတွေကြီးပေးထားတာ။ဒါမှဆွဲပုံထုတ်တဲ့အခါကျရင်သူ့ရဲ့ line တက်ရဲ့ပုံစံလေးတွေကိုထွက်လာလိမ့်မှာ။ကိုဆွဲတဲ့ measurement ပေါ်မူတည်ရဒီဟာကြတော့
ဒါပေမဲ့အဲ့ဒီကိစ္စတွေကတော့အရေးမကြီးပါဘူးသူ့မှာရှိရဲ့ company တစ်ခုမှတော့သူရဲ့အရှိမ sample တွေရှိပြီးသားပဲသူတို့တိုင်း follow လိုက်အောင်ပဲမလိုက်ရင်လည်းမရအောင်လေမလိုက်ရင်လည်းနင်ကဘာကြောင့်မလိုက်တာလဲဒီ company ရောက်နိုင်ဒီ company ကိုလိုက်ရမယ်အဲ့လိုလာတော့ကိစ္စမရှိဘူးလိုက်လို့ရတယ်လေကိုတော့သက်သာနေတယ်ဟုတ်တယ်မလားဘာမှကိုကခြုံပြီးတော့လုပ်စရာမလိုအရှိမ sample တွေရှိပြီးသားတစ်ခုပဲရှိရကိုကသူတို့ရဲ့နှုံးတိုင်းဘယ်လို skill လုပ်ပြီးတော့သူ့တဲ့ကောင်းအောင်လုပ်ပြမလဲအဲ့ဒါပဲရည်ကြီးတာဒါမှလားစားတယ်မအောင်ဟုတ်ပြီနော်အစင်ပြေလားမသိဘူးဘာလို့လို့ရှိလဲနားလည်တော့အောင်စူးစားကိုတွန်းနေမယ်ဟုတ်ပါလိုက်တိုက်လေးသူကတော့ကျွန်တော်တို့ MK ကျွန်တော်တို့ဥစားလေ MK လိုက်တိုက်လို့လိုက်ကြပါကျွန်တော်တို့စရရှိရမလားဒီ LD version မှာကျွန်တော်တို့နဲ့ကျွန်တော်တို့ create လုပ်တာ LD version မှာကျတော့ကျွန်တော်တို့လုပ်လို့မလွယ်ဘူး AutoCAD version မှာဆိုရင်ကျွန်တော်တို့ခုနကလိုက်တိုက်လို့ရတယ်ပြောကြတော့ LD version မှာကတော့ဘယ်လိုလုပ်ရတဲ့ခါမျိုးဆိုတော့ပြောကြတာတော့ကြောက်တဲ့ share လုပ်ပြီးတယ်ညညီကနေပြီးတော့ကိုတော့ share ပြီးတာအဲ့ဒါကိုပြန်ပြီးတော့နားတော့ရှင်းပြတယ်ကိုကပြန်နေလို့ပါအဲ့တော့ကြောင်းကြောင်းလာကျွန်တော်တို့တင်တန်းတွေအကုန်လုံးကနေကြောင်းကြောင်းပြည့် experience တွေကိုတော့ကျွန်တော် share လုပ်ပြီးတဲ့အခါကျရင်အကုန်လုံးလည်းဥစ္စာဖြစ်တာနော်။ကောင်းပါလေကျွန်တော်ဆိုလို့ကျွန်တော်အကြံဖိုင်နဲ့ပြီးတော့ကျွန်တော်ပြောပြပြပါတဲ့ဟိုပြောရတဲ့ကိုယ်လည်းလည်းပြောပုံကြီးဆိုတာနော်။ဆက်ကြောင်းကြော်ဒီကြော်ဒီကောင်လေးကို copy ယူလိုက်ပါမယ်။ကျွန်တော်တို့ copy ယူလိုက်ပါတယ်အဲ့ဒီကလေးနော်ဒီ AutoCAD တော့ line or align Yes, okay. ဥစ္စာခဏပေးလိုက်။ဒီကနေဝင်ဟိုမှာ audio ခဏပေးလိုက်။အမိလိုက်ဆိုတာ။အဲ့ကောင်ပေးလိုက်ရတယ်။ကျွန်တော် C လေးကိုသွားရတယ်ဟုတ်ပြီ C လေးတော့မှဆိုဘုကချမ်းမှရှိရတယ်။ C ထဲမှာ program file ထဲမှာ AutoCAD ဆက်ရှိတယ်။ပုံမှာဟုတ်အဲ့ဒီမှာကျွန်တော်တို့2015ရဒီမှာ copy paste ရဆိုတော့ဒီ file လေးကိုကျွန်တော်လွယ်ဆုံး copy ယူလိုက်ယူပြီးတော့ဒီထဲမှာပဲကျွန်တော်တို့လိုချင်တဲ့ဟာကိုပြင်ယူလိုက်မယ်ကျွန်တော်ဒီ gas ကိုကျွန်တော် copy ယူပြီးတော့ gas နဲ့ ဆင်းတဲ့ဒီ refrigerant လို့ဘာလို့ထည့်လိုက်မယ်အဲ့ဆိုရင်ဒီမှာ gas နေရာမှာတမျိုးကိုကျွန်တော်တို့ကလိုချင်တဲ့ line type ကိုပြောင်းပြရတယ်DIR လို့ရေးလိုက်ဆရာပြီးတော့ဆိုရင်အဲ့ကောင် save လုပ်လိုက်ရသွားပြီဆိုရင်ခုနကဒီ AutoCAD ထဲပဲပြန်သွားလိုက်ခုဒီ line ကိုကျွန်တော် select လုပ်လိုက်မယ်လုံးနဲ့ပြန်သွားပြီးတော့ဒီ open နေရာမှာခုနကကျွန်တော်တို့ save လုပ်ထားတဲ့ file ကိုပြန်ယူလိုက်မယ်
ကျော်ရသွားပြီဆိုရင်ဒီထဲကနေမှကျွန်တော်တို့ ဒီမှာရောက်သွားရင်အဲ့ဒီ select လုပ်ပြီးတော့ okay ဒီမှာရောက်သွားရင်အဲ့ဆိုရင်ရောက်သွားပြီအဲ့ညမှာခုနကဒီ desktop မှာသွားရှာတာ file ကစေ့တာတစ်ခါလေ computer တော့တော်တော်မတူဘူးထင်တယ်ကျွန်တော်သုံးလုံးစမ်းကြည့်တာအဲ့မှာသွားရှာတာ AutoCAD save ထားတဲ့နေရာမတူအဲ့လေးတော့တစ်ချက်သေးတယ်ကို install လုပ်တဲ့ပုံမှန်မပြီးတာဟုတ်တယ် C ထဲမှာတော်တော်များများ install လုပ်ကြတာပေါ့ဒါပေမဲ့ချိုးကြောက်တယ်ချိုးကြောက်တော့ဥစ္စာကျွန်တော်တို့ camera ထဲမှာ install လုပ်တော့ရှိတယ်ဒီကျွန်တော်တို့ဒီ operating system ကျွန်တော်သုံးလုံးနဲ့စမ်းကြည့်တော့တစ်လုံးမှမတူဘူးထဲတဲ့ location လိုချင်တဲ့စီအဲ့ဒါတော့ဆောက်ပြန်ပြီးတော့ကျွန်တော်တို့ properties မှာပြန်ချင်းလို့ရတယ် line weight မှာပြန်ရှင်းလိုက်ရှားစရာကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုပုံစံ sharing လုပ်ဖို့ရှိတာလေးလားနည်းနည်းအားလေးတွေကျွန်တော်ပြောနေ share လို့ဘာ share လုပ်စီမေးနေတာမေးအောင်မေးပါခင်ဗျာမေးလို့ရေးတာဟုတ်ကဲ့ဟာသူကမှ original တော့ကျွန်တော်သေးလို့တော့တက်တက်ကြည့်လိုက်တော့နောက်လေးကိုယ်ပိုင်ခါနေတယ်ဟုတ်အဲ့ကောင်ပေးထားလို့ရမှာတော့မှပြန်လို့ရတယ်အခုကျွန်တော်ကျတော့ဟိုတနေ့ရမနေ့ကျွန်တော်ခုနကမြင်တယ်မလားပြောလေးမှာ RDF ကိုကျွန်တော်ရေးတာကျွန်တော်ကျတော့ ID ဥစ္စာကိုတော့ချိဆွလိုက်တော့နော်ခုမှကျွန်တော်တို့လုပ်ချင်တာကကျွန်တော်တို့ကဒီ F9 ကိုပဲねကျွန်တော်ကဒီမျိုးဥစ္စာပေါ့ဒီ sanity line ဆို SEM ပေါ့ဒါဆိုကျွန်တော် sanity နဲ့တုံးပါပေါ့အဲ့ဒါကျွန်တော် SEM ဆိုပြီးပြီးတော့တုံးလိုက်ဒါမှမဟုတ်ကျွန်တော် water လို့ကျွန်တော်ဘူးအားဆိုပြီးတော့ကျွန်တော်အဲ့လိုပြင်ရေးလိုက်ဘာလို့ကိုယ့်ကို create လုပ်လိုက်တာပေါ့နော်စီလုပ်လိုက်ခါကျတော့မမှားတော့ဘူးပေါ့နော်ပြင် create လုပ်တာ create လုပ်တာဒီရပေါ်လာတယ်ဘိုင်းလိုက်ကိုရှိတာအခုကကျွန်တော်ပြောရအောင်က save လုပ်တဲ့နေရာမှာကျွန်တော်က save လုပ်သွားတာပေါ့ save လုပ်တဲ့ခါကျစစ်များလာရင်မတူမှာဆိုလို့ကျွန်တော်ကြားတယ်။ပေါ့နေဆိုအဲ့ဒါလေးခုနကကျွန်တော် save လုပ်တယ်မလားကျွန်တော်ဒီမှာ save လုပ်တဲ့နေရာမှာဒီနေရာမှာပေါ့ပြန်ပြီးတော့ကျွန်တော် rename ပြန်လုပ်လိုက်တာဒီနေရာမှာ rename ပြန်လုပ်လိုက်တာဒီနေရာမှာကျွန်တော်တို့ဘာလိုချင်တဲ့ဟာလေး rename ပြန်လုပ်လိုက်တာကျွန်တော် WR ဆို WR ပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့တက်ကျွန်တော်မှတော့ create လုပ်ထားတဲ့ဟာလေးပို့ပြီးသိတာပါတော့နော်ရအောင်လားမသိရရနော်ဒီတိုင်းဆိုရင် space မှာညီထွက်ဟုတ်တယ်ဟိုဟာကျတော့မညီနိုင်ဟုတ်တယ်နော်ဒီဟာကျတော့ကျွန်တော်တို့ဒါဥစ္စာပေါ့ပြော auto list ရေးသလိုပဲသူကတစ်ခါတည်းမှာပါပြီးသွားပြီသူကတော့ပို့ပြီးတော့ကျေးဇူးတင်ပါတယ်ဘာလို့ကြောင်းနဲ့ညှောက်ဝေတဲ့ဥစ္စာဟုတ်ကဲ့မေးပါဆရာဟိုပါဒီ auto ကမှာဟုတ်ပုံဆွဲနေတဲ့အခါဒီ auto ကိုမအုံမဲနဲ့ temporary ဝင်ရလို့ရှိရင်ဘူးတော့ရတယ် auto ဘယ်လိုကျွန်တော်တော့နားမလည်ဘူး ကျွန်တော် update ကိုနှိပ်လိုက်လို့ရှိရင်ဟုတ်ကျွန်တော်ဒီကြောင်းနေဆိုတဲ့ original ကိုတဲ့ဘာဒီရဲ့ကိုနဲ့ထောင်းတယ်ဟုတ်အဲ့ဒါကိုမှကျွန်တော် temporary မလို့ခြင်းခဏလေးမလို့ခြင်းတစ်ချက်ပဲမလို့ခြင်းမြင်နေဖြစ်နေတာအခုဟာဟိုအားကျတော့ normally မှာဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကရှင်းပြီးကိုတစ်ချက်နှိပ်ပြီးတော့လုပ်လိုက်လို့ FA ဟုတ်ဟွာ FA ကိုနှိပ်ချင်ဟုတ်အဲ့ကျွန်တော် FA ကိုနှိပ်နေတယ်အဲ့ဒါကို right click ဒီမှာF7 F8 ကိုရှိတယ်ဟုတ်ဟုတ်တယ်ဟုတ်ပါတယ်FA နဲ့ဆိုရင်မြင်ရအောင်လေဒါပေမဲ့အဲ့ပေါ်ထားတဲ့ဟာကိုတချို့မြေတွေကဆွဲနေဒီ line လေးကတော့ကျွန်တော်မလို့ချင်းတွေ့တယ်အဲ့ဒါကြလုံးလို့မရဘူးအဲ့လိုဖြစ်တယ်ကျော်ပြီးမှဒီပုံစံပြအောင်ဟုတ်ပြီအဲ့ဒါရှင်းတယ်ဟာဒီမှာကျွန်တော်တို့ဒီခုတော့ဆွဲနေတာဟုတ်ကဲ့လောက်ကြပါကျွန်တော်တို့ကမျှဝေတဲ့တင်တဲ့ဆိုရတယ်
လို့ပါခဲ့သွားဒါပေမဲ့အားဖြင့်ဟောရတယ်ဆက်လို့ကောင်းတယ် အဲ့တော့ကျွန်တော်တို့ဆိုတော့ဒီမှာကျွန်တော်တို့ ဒီလိုမျိုးပါတယ်အဲ့ဒီဆက်လို့ အော်ဟုတ်နားကိုပြီးတော့လေးရောက်ဆိုတော့လိုက်တယ်ဆိုတော့ပြီးတော့တို့ဆက်လိုက်ခါကြတယ်ဟိုမှာပြန်ကြည့်တော့ဒီဆက်ဒီအဲ့ဒါလေးကိုပြီးတော့ဆက်ဆက်မှာโอเคဒီလိုလို့အဲ့လိုလုပ်ချင်တာလားအဲ့လိုမျိုးလုပ်ချင်တယ်ဆိုကျွန်တော်တို့ကတက်စုပြောင်းလိုက်တက်ဆာအဲ့လိုမျိုးတက်စုတွေဝင်ချလိုက်တက်ဆာမှာကျွန်တော်တို့ sample တွေရှိရမလားအဲ့ဒါလုပ်လိုက်ရတယ်ကျွန်တော်အပေါ်လိုက်အောက်လိုက်နေရသေးတယ် underscore နဲ့ဥစားရတယ်ကျွန်တော်ကတော့ create လုပ်ကြည့်ပြီးရတယ်နော်ဟုတ်ကဲ့တက်ဆိုရတက်နဲ့ပဲကြည့်လိုက်တော့ဟုတ်ကဲ့ဒီကြည့်ပါဆက်လို့တော့ဆက်လို့ဆက်ဖိုက် what ဒီမှာရှိတယ်အော်ဘယ်စိတ်ဖြစ်လို့လဲဒီမှာတကယ်တော့ဟုတ်ကဲ့ဒီမှာဖိတ်လို့အဲ့ဒါကတော့မှတ်တယ်ရေရန်ဆွေးနေ ကွန်ပျူတာရော ရောင်းလို့ဒီလိုဒီနေ့ဆက်တယ်ဟုတ် ဒါဒီနေတာကျွန်တော်လုပ်တယ် အဲ့တော့0 0 yeah you စီတဲ့ပုံစံမျိုးဟုတ်ရတယ်အဲ့ဒါကိုပြီးပြီဟုတ်ကဲ့ကိုပြီးပြီဒီလိုပဲဒီမှာဆက်လို့ဘာလို့ဒီမှာဆက်လို့တာခေါ်တယ်ဒီလိုဟုတ်တယ်ဘုလိုပြီးတယ်ဒီနေ့ကတော့ဒီနေ့ကစားပြီးတော့ဒီနေ့ကစားပြီးတော့ရပြီနော်ဒီဆိုတော့ fancy တွေမှာဆက်နေရှိတယ်ခုနကဒီဥစ္စာပေါ့နော်ဆရာမလိုက်ဒီမှာပြောပြနော်ကျွန်တော်ဒီမှာဆက်ပြီးပြောပြလိုက်အောင်မယ်ခုနကဆရာမခုနပြောပြရနော်ပြောပြရတဲ့မှာခုနကကျွန်တော်တို့အားစားဗာလဲ model 6မှာ1000နောက်ပြီးတော့ကျွန်တော်တို့4ယောက်မှာ10နောက်တစ်နည်းရှိသေးတယ်နောက်တစ်နည်းရှိသေးတယ်တကယ်လို့များကျွန်တော်တို့ကအရန် print out ကလည်းလုပ်ခိုင်းနေပြီကိုယ့်ရဲ့တခေကပဲဖြစ်ဖြစ် engineer ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ project manager ပဲဖြစ်ဖြစ်အရေးကြီးလို့နေတယ် line တက်တွေကလည်းပြဿနာတက်နေဘာမှလုပ်လို့မရအောင်လုပ်လို့မရတဲ့ခါကျရင်ကျွန်တော်တို့အခုဒီမှာကြည့်ကျွန်တော်အခုဥစ္စာပေါ့ဒီမှာမြင်နေရတယ်ဒီမှာဆိုကျွန်တော် line တက်တွေမြင်နေနော်မြင်ရနော် line တက်တွေဒီမှာဟုတ်ပြီနော်ကျွန်တော်4ယောက်မှဝင်ကြည့်လိုက်မမြင်အောင်နော်အဲ့ဒါမျိုးဆိုရင်ခုနကကျွန်တော်တို့ line တက်တွေကိုပဲသွားလိုက်ပါနော် others အဲ့ဒီမှာကျွန်တော်တို့ဥစ္စာရှိရမလားနောက်ဆုံးမှာဘာကြီးပဲဖြစ်နေပါစေ1ရိုက်လိုက်ပါနောက်ဆုံးမှာနော်00အောက်မှာနောက်ဆုံးမှာ1ရိုက်လိုက်ပါပြီးွားရင်ဒါလေးကို uncheck လုပ်လိုက်ပါပြီးရင် okay နောက်တနည်းလားကျွန်တော်တို့ဒါအမျိုးနဲ့ကျွန်တော်တို့နဲ့တုံးနေတာဖြစ်လာတယ်ဘာလို့ဆိုတော့ဒါမျိုးဆိုတော့ဒီလွယ်ကူကူနဲ့အစီအပြေတဲ့ဟာတွေကိုကျွန်တော်တို့ဖြန့်တဲ့တက်လေးကျွန်တော်တို့လုပ်ထားခဲ့ရတယ်ရအောင်ဒီကျွန်တော်နောက်တစ်ခါကြည့်ရပြီနော်ရပြီလားရပါပြီလားဟုတ်ပြီနော်ခုနကကျွန်တော်အန်တူနဲ့သွားလိုက်မယ်နော်ဟိုခုနကဆရာမပြောတာကိုကျွန်တော်နောက်တစ်ခုပြောပြနော်ဆရာမပြောတာခုနကကျွန်တော်တို့ကဒါတကယ်အမှန်တကယ်ဒီဥစ္စာက AutoCAD မှာပါတဲ့ဟာကျွန်တော်ဟာဖြန့်ညက်ကပ်ပြီးကျွန်တော်တို့လုပ်ခဲ့တာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာပေါ့ဒီ model မှာ1000ပေါ့နော်ကျွန်တော်တို့နောက်ပြီးတော့4ယောက်မှာ10အခုကျွန်တော်ဒီမှာဒီကပေါ့ viewport ခေါ်လိုက်တဲ့ခါကျတော့ model မှာမြင်ရတယ်
နော် model မှာ line type ကိုမြင်ရတယ်ကျွန်တော်တို့ဒီမှာ၄ယောက်မှမမြင်ရဘူးမမြင်ရတဲ့ခါကျရင်နောက်ဆုံးမှာကျွန်တော်တို့ကဒီ other ဆိုသွားပြီးတော့ဒီနောက်ဆုံးမှာဘာကြီးပဲဖြစ်နေပါစေကျွန်တော်တို့1ရင်ရိုက်လိုက်ပါပြီးသွားရင် uncheck box ကို uncheck လုပ်လိုက်ပါ okay နော်အဲ့ဒါဆိုလေ line type တွေကိုပြန်မြင်ရပါနော်နားလည်မနော်ဒါကျွန်တော်တို့ဒီ trading လုပ်တဲ့အခါကျရင်ကျွန်တော်တို့ဒါလေးတွေကအများကြီးသုံးဝင်သွားလိမ့်မယ်နော်ဆရာမလည်းတော့ကျရင်အဲ trading နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ဟို line type တွေပေါ့ဆက်တယ်အကုန်လုံးပြောပြလိုက်မယ်ဆရာမ AutoCAD ဆရာမကိုပုံပြပါဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါနောက်ပြီးကျွန်တော်တို့ဒီဟို electrical မှာဆိုပုံဆိုးတယ် lighting နဲ့ power နဲ့ကျွန်တော်တို့ submission လုပ်တဲ့အခါကျ lighting တက် power တက်မလားပုံမှန်ဆွဲထားပြီးသားဒါပေမဲ့ model မှာပဲအဲ့လေးအောင်ပဲကျွန်တော်ပြင်သွားတာပုံတော့ဒီကပိတ်တာနေရာဖွင့်တာဘယ်လိုဆို freeze လုပ်တာအဲ့ဒါတွေပြောပြပေးနော်ဟုတ်ကဲ့ဟုတ်တယ်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 နော်အဲ့လိုကျွန်တော်တို့ sharing လုပ်ပြီးတော့ဒီဆရာမပို့ပြီး AutoCAD နဲ့ပို့ပြီးတော့ဆက်တယ်ဆိုတော့ဆရာမ AutoCAD လည်းသင်လာခဲ့တော့လေပို့ပြီးတော့ပြည့်စုံစုံနဲ့အခြေခံတရားသင်နိုင်တယ်နော်ဟုတ်ပြီနော်ရမယ်နော်ကဲဥစ္စာလုံးကြည့်လိုက်တော့ခုနက website ကိုရတာခုနကကျွန်တော်အခုပြန်ပြန်ပြပြီးတော့လုံးကြည့်လိုက်ရတာရတယ်ဆိုကျွန်တော်တို့ဒီကနေ့ဘက်ကကျွန်တော်ဆက်ပြီးလို့ရမယ်နော်တနားရုံညရလေးတော့တော့အခြေခံမရှိတော့ကျွန်တော်တို့တနေ့မှကျွန်တော်တို့က service ကုလောက်ထည့်နေလို့ဖြစ်နေဒုက္ခပဲဒီနေ့ကျွန်တော် sanitary ပါကျွန်တော်ထည့်ပြီးပြောပြအောင်လို့လားအခုကျွန်တော်တို့ဥစ္စာဒီဒီနေ့ဟိုတစ်ဘက်က rain water နော်rain water တဲ့ဥစ္စာကျွန်တော်တို့ plumbing plumbing နဲ့ကျွန်တော်ဥစ္စာပေါ့လေအများကြီးကျွန်တော်ဒီဥစ္စာမဖြစ်တော့ဘူး level line လောက်တာကကျွန်တော်သိမပြောတော့ဆိုတာလေကိုယ့်ဘက်ကိုပဲအိမ်မှာထပ်ပြီးတော့ကျွန်တော်ဒီတိုင်း level line အဆက်လုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ပုံထုံးပြီးခဲ့တယ်လို့ဆိုလို့ကျွန်တော်တင်တာဘာလို့အခုကျွန်တော်၄ခါရောက်ဖြစ်သွားပြီကျွန်တော်ဒီနေ့နဲ့ပြတ်တယ်နော်ရအောင်ဖွင့်လာပြီးပါနော်ခုနဟိုတစ်ဘက်ကအဆက်ပေါ့နော်ဟိုတစ်ဘက်ကအဆက်တော့ကျွန်တော်ဒီနေ့ဥစ္စာ knowledge ရေးပါကျွန်တော်ပြောပြချင်တာမပြောပြလို့ဥစ္စာမဖြစ်ဘူးပြင်နေတာဘာလို့ဆိုတော့ကျွန်တော်တို့ဒီအခုမြင်နေရတာ unit ကပိုက်တွေပဲမြင်နေရတာကျွန်တော်တို့က PUB income မိလာတာ3မျိုးနဲ့ဥစ္စာ income မိလာတယ် PUB ကိုကျွန်တော်တို့က project ထဲထိရောက်ပြီးကျွန်တော်တို့က3မျိုးနဲ့ကျွန်တော်တို့ကသုံးတာ3မျိုးနဲ့သုံးတာ income မိကျွန်တော်တို့ဒီကျွန်တော်တို့ utilities ပေါ့နော်အပြင်ကနေပြီးတော့ကျွန်တော်တို့ဥစ္စာပေါ့ PUB ကနေလာတဲ့ဟာကတစ်မျိုးအဲ့ဒါက data ion cement line ပေါ့ DICL လို့ခေါ်ပါတယ်အဲ့လိုမျိုးပိုင်နေပြေးပါတယ်နော်အဲ့ဒါနေကျွန်တော်တို့ building နဲ့ရောက်လာတယ် building နဲ့ကနေပြီးတော့ transfer tank တဲ့ဒီကိုသူကအဲ့တိုင်းပဲပြေးတာ transfer tank ဆိုတော့ကျွန်တော်တို့ကကျွန်တော်အဲ့ဒါတွေမှာကျွန်တော်ပြောပြချင်တာဗျအမှန်တကယ်ရိုးသားစွာပြောပြတာနော်ကျွန်တော်အကုန်လုံးအဲ့ဒီ planning system လေးအစအဆုံးပြောပြချင်တာပြောလို့ရလို့အခြေအနေမရဘာလို့ဆိုကျွန်တော် AutoCAD ကျွန်တော်ဒီကျွန်တော် auto ဖြစ်တဲ့ကဆိုတော့ဒီရှင်းကိုရောက်မှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ဒီအောင်နဲ့ကျွန်တော်ဆွဲတောင်းနဲ့တင်စီခြင်းလို့အဲ့ဒါကြောင့်ဘယ်ဟာရွေးခြင်းလေရဒီနာမအဲ့ဒါပြီးကျွန်တော်မှထပ်ဆောင်လို့လည်းကျွန်တော်စတယ်တော့မစဉ်းစားနေတယ်ကိုမသိတာဆွဲရဟောလည်းအိမ်သာပေးလိုက်မယ်ဆိုတော့ကျန်တဲ့လူတွေကမလုပ်ဖြစ်မှာဆိုလို့ကျွန်တော်လည်းအဲ့ဒါမျိုးညာဆရာမြင်မြင်ဆွဲပြလိုက်အဲ့လိုမျိုးပဲကျွန်တော်လည်းဘယ်လိုလုပ်မလဲကျွန်တော်စဉ်းစားလို့အခုတည်းကကျွန်တော်ဖြေပြီးတော့ဒီကိုဘက်ရောက်နေတယ်တင်းတဲ့ကိုဘက်ဖြစ်နေအခုတည်းကဖြေမထွက်နိုင်သေးကျွန်တော် solution မရဘူးဖြစ်နေတာဘာလို့အဓိကတော့စေတနာပူတာပေါ့နော်အမှန်တော့ကျွန်တော်ကကဲပြောလိုက်တဲ့ဆက်ပြောလိုက်အောင်အပြင်ဘယ်လိုလာလဲဆိုတာအကြောင်းလေးကိုကျွန်တော်ပြောပြလိုက်နော်ဒါမှဘိုးတော်လေးနားမယ်တော့မှာဗျကျွန်တော်တို့ analysis ရေးစီတာတကယ်တမ်းနားမယ်မှာဆွဲလို့ရတာနားမယ်လေ engineer တို့ဘာ program ကိုခံရတာပေါ့နားတယ်ဆိုကိုပြန်ပြောသူ့ကိုပြန်ပြောနိုင်တယ်ပေါ့ဒါဘယ်လိုဆိုတာကိုပြန်ပြောလို့ရတယ်ခုမှကျွန်တော်တို့ဒီမှာဥစ္စာရှိတာပေါ့နော်ဒါကကျွန်တော်တို့အပြင်ကနေ utility ဆိုခေါ်တာပေါ့နော်ကျွန်တော်တို့ဒီမှာပြီးရဲ့ chain မနဲ့ဒါကကျွန်တော်တို့ဥစ္စာနေပြီးတော့ PUB income လာတာကျွန်တော်တို့ utility box ပေါ့ရန်ဆိုင်ပေါ့ဒါ road side တွေကဒါကားတွေပဲတွားနေတဲ့ road side နော်အဲ့ဒီမှာပြီးတော့မှကျွန်တော်တို့
platform လေးရှိတယ်ဟုတ်တယ်နော်ပြီးတော့မှကျွန်တော်တို့ဒီမှာ rain water underground ဆိုတော့ဒီ rain water ဒီဆိုတော့လည်း drain line တွေပါရှိမှာပေါ့နော်မရှိလည်းမရှိနောက်ကြကျွန်တော်ဒီမှာရှိရဆိုအပြင်မှာမရှိပဲဖြစ်နေမှာဆိုလို့နော်နောက်တစ်ခါကျတော့မှကျွန်တော်တို့ boundary ပေါ့နော်ဒီဥစ္စာကကျွန်တော်တို့ building ပေါ့ building ရဲ့ boundary လေးရောက်လာတယ်ရောက်လာပြီးတော့မှကျွန်တော်တို့ရဲ့အခါကျရင်ကျွန်တော် building မှာကတော်တော်များများပေါ့နော်တော်တော်များများ retaining wall ဆိုတာရှိတယ် retaining wall ဆိုတာကျွန်တော်တို့မြေတော်ဖြတ်ပလိုက်ပြီးတော့ကျွန်တော်တို့ building ကိုကျွန်တော်တို့ကမပြိုကျအောင်လို့နောက်ပြီးအောက်ထဲမှာ basement ကပတ်တို့ဘာလို့လုပ်ဖို့အတွက်ကိုအဓိကထားပြီးလုပ်ထားတာဒါကြောင့်ဒီမှာဆိုရင်ကျွန်တော်တို့ retaining wall ထပ်ပြီးရှိတတ်တယ်နောက် retaining wall ထပ်ရှိတယ်အဲ့ဒီ retaining wall ရဲ့ဒီကနေပြီးတော့ကျွန်တော်တို့ပုံမှန်တိုင်းကိုကျွန်တော်တို့က sloping လုပ်ထားတာမြေကြီးတွေကျွန်တော်တို့အပြင်မှာမြင်နေမှာလားကျွန်တော်တို့လုပ်နေကြတယ်အဲ့ဒီမှာမှကျွန်တော်တို့အခုဒီက theory water economy ကဒီမှာကျွန်တော်တို့က water chamber နဲ့ water chamber လို့လည်းခေါ်တယ်ဘာမီတာလို့လည်းခေါ်တယ် water chamber တက်ဘာမီတာတက်ဘာမီတာဆိုတော့ကျွန်တော်တို့ theory ဒီကနေပြီးတော့လာပြီးကြည့်တဲ့အခါကျရင်မီတာတွေက reading လုပ်ဖို့အတွက်ကိုဘာမီတာပြီးတော့မှအဲ့ရနေပြီးတော့ distribution လုပ်တဲ့ဟာအဲ့ဒါကိုကျွန်တော်တို့ water chamber control ပါလည်းခေါ်တယ် water chamber လို့လည်းခေါ်တယ်ဘယ်လိုမျိုးလဲဆိုတော့သူကအဲ့ရနေပြီးတော့မှကျွန်တော်တို့အပေါ်တက်လာမှာပေါ့နော်ဒီကနေပြီးတော့မှဒီရဲ့ကျွန်တော်တို့ဝင်မယ်ဒီမှာပြီးတော့မှကျွန်တော်တို့ branch out လုပ်မယ်အဲ့ဒီ branch out လုပ်တဲ့ဟာကျွန်တော် plan လေးကိုကျွန်တော်ပြမယ်နော်ဒီကနေပြီးတော့နားတယ်ပြီးတော့မှဒီမှာတစ်ခုရှိမယ်ကျွန်တော်တို့ဒီမှာမီတာပေါ့နော်ဒီမှာမီတာရှိမယ်နော်မီတာကနေပြီးတော့ပြန်ထွက်တယ်ဒီဓာတ်နဲ့ပြန်ထွက်တဲ့အခါကျတော့ကျွန်တော်တို့ကအနည်းဆုံး3ပိုက်အနည်းဆုံး3ပိုက်နော်ပြန်ထွက်တယ်ဒီကနေပြီးတော့မှ4ပိုက်လည်းထွက်တယ်3ပိုက်လည်းထွက်တယ်ဘာဖြစ်လို့4ပိုက်3ပိုက်တွေဖြစ်ကုန်ကြလဲဆိုတော့ဒါကအင်ဂျင်နီနော်ကျွန်တော်တို့စီမှာ basement ရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ swimming pool ဘောလို့ရှိမယ်ဆိုရင်ကျွန်တော်တို့ water မှာက direct feed ရှိတယ် tank feed ရှိတယ် direct feed ကိုကျွန်တော်တို့အရင်သုံးတာနော်ကျွန်တော်တော့ကနေကျွန်တော်တို့စတွေ့လာဆိုရင် PV income က direct feed လို့ခေါ်တယ်အဲ့ကျွန်တော်တို့တစ်ခါတည်းကျရင် DI လို့ရေးတာ direct feed DF လို့ရေးထားကြတယ်ဒီက direct feed နော်အဲ့ direct feed ကနေပြီးတော့မှသူက branch out လုပ်တာနံပါတ်1ကသူက direct feed နဲ့သူကအဲ့ transfer tank ကိုသွားကြည့်လို့သူက transfer tank ကိုသွားဖို့အတွက် direct feed ပဲနောက်ပြီးတော့အဲ့ရနေပြီးတော့မှကျွန်တော်တို့အခုဒီဆိုတော့ဒီ command area တွေပေါ့ car washing တို့မှာတို့နောက်တစ်ခါအပေါ်မှာ plan တွေပါရှိဆိုအပင်ရေပြန်းမှာတို့ရေကူးကန်လေးရေထည့်မှာတို့နောက်တစ်ခါ club box ရှိဆို club box တွေသုံးဖို့အတွက်ပဲနောက်ထပ်တစ်ပိုင်းလုပ်တယ်နောက်အဲ့ဆိုတော့ကျွန်တော်က direct feed နှစ်ပိုင်း minimum တစ်ပိုင်းရှိရနှစ်ပိုင်းလေးရှိရနော်ပြီးတော့မှနောက်တစ်ခုကကျွန်တော်တို့ရဲ့ surrounding area မှာ fire fighting လုပ်ဖို့အတွက် fire hydrant ဆိုတာကိုတက်ပြီးတော့ provide လုပ်ပေးရတယ် fire hydrant ကမီတာ100မှာတစ်ခု minimum မီတာ100မှာတစ်ခုအနည်းဆုံးရှိရမယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ sprinkler pump room အတွက်တကယ်လို့ sprinkler pump room မရှိဘဲနဲ့ကျွန်တော်စက်အောင်နေမှာဆိုရင် water riser pump room လည်းခေါ်တယ် water riser နောက် water riser မှာအများကြီးရေရှိတယ်အဲ့ဒီခုပဲပြီးလာလိုက် dry riser မှာလုံးဝရေမရှိပါနော် water dry နဲ့လည်းအဲ့ဒါပဲခွဲလိုက် water riser မှာအများကြီးရေရှိတယ် water riser တစ်ခါကြာရင်ကျွန်တော်တို့က water riser နဲ့ဥစ္စာတွေကကျွန်တော်တို့ဒီဥစ္စာနဲ့ building height ကို control လုပ်တာလေအဲ့ဒါကကျွန်တော်ပြောပြမယ်ကျွန်တော်ဒုက္ခပဲကျွန်တော်ကအဲ့ဒါဥစ္စာကျွန်တော်တို့ဥစ္စာကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ MNE CSC ကျွန်တော်တို့ command area တွေပေါ့နော် basement height အဲ့ဒါကျွန်တော်ထည့်ပြောပြပေးမယ်ဒီဥစ္စာအခုကအကျဉ်းကြီးအဖြစ်ဒီ byte ပဲဖတ်တာလေနော်အဲ့ဒါတကယ်လို့ water riser မဟုတ်ဘူးဆို sprinkler ပန်လို့ပဲအဲ့ကြောင့်၄ byte ရှိရနော်နားလည်မယ်နော်အဲ့ဒီ၄ byte ကနေပြီးတော့အခုကျွန်တော်တို့က plan ကြီးကြောင်းပြောနေတော့ကျန်တဲ့ဟာတွေချက်လိုက်တော့ plan ကြီးကြောင်းပြောမယ်နော်ရနေပြီးတော့မှကျွန်တော်တို့ကခုနကနှစ်ပိုက်ပေါ့နော်ဒါနဲ့တစ်ပိုက်ပဲထားပါတော့ကျွန်တော်တို့ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ကဥမာ basement မရှိဘူးဒီမှာပဲဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့မြင်မှုကြောက်လာက water tank နေမြင်မှုတယ်နော် water tank နေကျွန်တော်တို့ဒီဥစ္စာတွေdomestic water tank တော်တော် tower block တွေကိုတင်ဖို့အတွက် water tank တွေကိုသူကရောက်တယ်အဲ့ကနေပြီးမှသူကပြန်ဖြန့်တာ tower block တွေဘယ်လောက်ရှိလဲရှိတဲ့ဟာတွေပြန်ဖြန့်တာအဲ့ပတ်နေလည်းပြန်ဖြန့်တာအဲ့ဒီအောက်မှာရှိတဲ့ဒီရဲ့ capacity ပေါ့ဒီ tank နဲ့အပေါ်မှာရှိတဲ့ benefit ရှိနေအဲ့ capacity နဲ့အဲ့ဒါလေးကျွန်တော်နည်းနည်းပြောပြအောင်မယ်ဒီက capacity ကကျွန်တော်တို့ဒီဟာကကိုအပေါ်မှာရှိတဲ့ tower block ကိုဘယ်နှလုံးရှိလဲဥပမာကျွန်တော်တို့6လုံးရှိတယ်6လုံးရှိတဲ့သူ့ duty cycle က
tower block တစ်လုံးကို8နိုင်ရဲ့ဆိုတာရည်တင်လို့အပြည့်ဖြစ်ရဒါဆိုတော့ကျွန်တော်တို့တရက်မှာ24နိုင်ပဲရှိတာဒါကြောင့်ကျွန်တော်တို့က3ခုပဲတင်လို့ရအဲ့ဒါပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကတန်ဆိုင်နဲ့ပန့်တွေကိုခွဲသွားတာနားလည်မယ်နော်ကျွန်တော်တို့ကနားလည်လားမသိဒီမှာရှိတဲ့ baseline ရဲ့တက်နဲ့ tower block ရဲ့တက်နဲ့က 3:1 လောက်ဖြစ်ရတယ်ဘာလို့လဲ3နာရီမှာမောင်းပြီးတော့ထည့်နိုင်တဲ့ဟာမျိုး capacity မျိုးဒီမှာရှိရမယ်တကယ်လို့ကျွန်တော်တို့ရအမြဲတမ်းဒီမှာရှိနေမှာဟုတ်တန်ထဲမှာရအမြဲတမ်းရှိမှာတကယ်လို့ကျွန်တော်12လုံးဆိုရင်ဒီမှာပတ်နောက်ထပ်4လုံးထိုင်လိုက်တာပေါ့4 3 4 7နော်ပတ်4လုံးထိုင်လိုက်တာပေါ့နော်အဲ့ဒါလည်းသူကမောင်းဖို့တာနားလည်းနားမသိဘူးနော်ဒီကြီးရည်နော်အဲ့ဒီကနေတော့ပြီးတော့မှကျွန်တော်တို့က tower block ကိုတက်တဲ့အခါကျတော့ကျွန်တော်တို့က riser တွေတဲကို lid lobby ကနေဖြတ်ပြီးတော့ riser တွေတဲကိုယူသွားတယ်ပေါ်တက်သွားတယ်နော် riser တွေလည်းအကြတော့မှ riser မှာကျွန်တော်တို့အခန်း unit ဘယ်နှခုရှိမလဲရှိတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကနောက်ထပ် branch out တွေထပ်တက်သွားတာပေါ့နော်3ခုဆို3ခု4ခု4ခုပြည့် meter component တွေလည်းအကုန်လုံးထပ်ပြီးတော့တက်သွားကြတာပေါ့ပြီးတော့မှကျွန်တော်တို့ခုနကကျွန်တော်တို့ဒီမှာခုနကကျွန်တော်ပြောနေတဲ့ unit ထဲကိုရောက်သွားတာအဲ့ဒါတွေ့ရတယ် unit ထဲရောက်သွားတော့ကျွန်တော်စသုံးလို့ရတယ်နော်နားလည်မယ်နော်အဲ့ဒီမှာစပြီးဒီမှာပယ်တဲ့ဟာက DICL data ion signal line ပါဒီတက်နေပြီးတော့ကျွန်တော်တို့ဒီအပေါ်တက်သွားတယ်အဲ့ဒါလည်း DICL ပဲတက်သွားတာဒီအထက်အပြင်ကိုရောက်တဲ့အခါကျတော့ကျွန်တော်တို့ riser တွေကနေစပြီးတော့ကျွန်တော်တို့က copper pipe သုံးတယ်မသုံးရင် PPR pipe ကိုသုံးတယ်နော် copper နဲ့ PPR နဲ့နှစ်မျိုးသုံးတယ် copper pipe ကိုကျွန်တော်တို့က external area တွေမှာသုံးပါတယ် PPR ကို internal မှာသုံးပါတယ်ဒါပေမဲ့ကျွန်တော်တို့အရင်လေးအချိန်ကကျွန်တော်တို့က copper ကိုလည်း internal မှာပဲသုံးပါတယ် copper pipe ကိုနားလည်မနော်နောက်တစ်ခါကျွန်တော်တို့ဒီဥစ္စာတွေမှာခုနကဒါတိုင်းပြီးနောက်တစ်ခါဆိုတာကအဲ့ဒီဟာနဲ့ဒီတိုင်းနဲ့ DICL နဲ့ပြေးပြီးတော့ swimming pool လို့ပြောလို့အဲ့ branch out လုပ်တဲ့အခါကျရင်အကုန်လုံး copper pipe နဲ့ပြေးဒါကြောင့်ကျွန်တော်ပြော3မျိုးနဲ့ပြေးတယ်ဆိုတာပြောတာနော် DICL နဲ့ပြေးတယ် copper နဲ့ပြေးတယ်နောက်ပြီးတော့ PPR နဲ့ပြေးတယ်နားလည်မနော်ဒီကြီးဒါဖြတ်ညက်ကပေါ့နော်ဒါသူ့ရဲ့သဘောတရားလေးပြောပြလိုက်ဆိုတော့ဒီကြရင်လည်းကျွန်တော်အဲ့လိုလေးပြောပြပေးမယ်နော်ကျွန်တော်က drawing နေရှိတယ်ကျွန်တော်စာအုပ်လည်းရှိတယ်ဒီနေ့ကျွန်တော်ထည့်ပေးလိုက်မယ်နော်အဲ့ဒါလေးကိုဖတ်ကြည့်လိုက်ဒီမှာကျွန်တော်ဒီမှာပြမယ်ဒါကျွန်တော်အရင်ကတင်တန်းနေမှာဆိုရင်ကျွန်တော်အမြဲတမ်းကျွန်တော်ဒါဥစ္စာပေါ့ပြောပြနေတဲ့အကြောင်းအရာဒီတစ်ပတ်မှာကျွန်တော်မပြောပြနိုင်ဘူးအချိန်မပေးနိုင်လို့ကျွန်တော် gas စာအုပ်ကောဥစ္စာကောနှစ်ခုလုံးကျွန်တော်ပေးလိုက်မယ်နော်ဒီမှာနော် gas ဆိုရင်ကျွန်တော်တို့ gas service အားတွေအကုန်လုံး pipe sizing တွက်တာပါအကုန်လုံးပါတယ်ဒီမှာအဲ့ဒါ theory တွေပဲအကုန်လုံးအဲ့မှာ gas နဲ့ပတ်သက်တဲ့ theory တွေအကုန်လုံးနော်ကို unit ထဲရောက်သွားတယ် gas pipe ကို size တွက်တာပါပြီးသားအကုန်လုံးသိကျင်တယ်ဆိုရင်ကျွန်တော်အားတဲ့အချိန်ကြရင်ပေါ့လေတစ်ချိန်လေးကျွန်တော်နည်းနည်းလေးပြောပြပေးမယ် gas pipe sizing ကို unit ထဲမှာဘယ်လိုတွက်လို့ရတယ်ဆိုတော့ပြောပြပေးလို့ရတယ်ကျွန်တော်တို့ဒီမှာincoming ဘယ်လိုလာတယ်ပါပြီးသားဒီမှာခဏလေးမရောက်ပါဘူးမသိဘူးဒါကကျွန်တော်တို့ kitchen ထဲမှာရှိတဲ့ဟာ incoming ဒီမှာ incoming ကဒါမျိုးလာတာကျွန်တော်တို့ဒီမှာ gas อ่ะအဲ့ဒါတွေအကုန်လုံးကျွန်တော်မှရှိပြီးသားအဲ့ဆောက်တွေပါကျွန်တော်ဒီနေ့တည်းမှာကျွန်တော်ထည့်ပေးလိုက်မယ်เนาะဒါတွေအကုန်လုံးဒီမှာ gas pipe site တွက်တာဒါမျိုးသူ့ရဲ့ပုံမှာမူတည်ပြီးတော့တက်သွားတာလေနော်ခုနကအိမ်သားကလည်းပြန်ကြည့်လိုက်ပါနော်အဲ့ဒါလေးအကုန်လုံးကျွန်တော်ဒီနေ့ပို့ပေးလိုက်မယ်နော်အဲ့ဒါကိုဒီမှာနော်ဒါက water ခုနကကျွန်တော်ပြောတဲ့ဟာတွေအကုန်လုံးကဒီထဲမှာအကုန်လုံးပါပြီးသားအကုန်လုံးနော်နောက်ပြီးတော့အဲ့ဒီဟာတွေအကုန်လုံးကကျွန်တော်တို့ building height တွေနဲ့တွက်သွားတာအကုန်လုံး125ဆိုရင်ဘယ်လိုမျိုး building height တွေเนาะ139ဆိုဒါတိုင်းပြီးဆိုတာကျွန်တော်တို့အခုကျွန်တော်ဥစ္စာလေး
building တွေမှာကျွန်တော်တို့တော်တော်များများအခုကြည့်9လက်8လက်ဆိုရင်ကျွန်တော်တို့ရေအား9လက်8လက်မှာနေတဲ့လူတွေသိနေတယ်ရေအားနည်းနည်းတယ်လို့ပဲအခုကျွန်တော်တို့ဒီ building မှာ HDB building တွေမှာဟိုအရင်ဟာတော့အခုစစ်တော့မရှိတော့နော်သူကကျွန်တော်တို့ဥစ္စာပေါ်125ဆိုတာကစီးတယ်လေသူကပြောတာ25မီတာအထက်မှာ25မီတာလို့ကျွန်တော်တို့ဟိုစားလည်းတွေ့ကြည့်လိုက်တစ်ထပ်ကို3ဆက်လိုက်တော့10မီတာအစစ်9လက်8လက်ပေါ့အဲ့ဒီမှာဆိုရင်တော့ဒါရိုက်ပြီလို့သုံးတာစင်ကာပူ water pressure block ကောင်းလို့ဆိုတော့ဒါရိုက်ပြီနဲ့သုံးတာတက်မလို့ပတ်မလို့တို့ဒါရိုက်ပြီနဲ့သုံးတာဒါကြောင့်အဲ့ဒီမှာအကုန်လုံးပါပြီးသားနော်နောက်ပြီးတော့130ခုဆိုရင်ဘယ်လိုလုပ်မယ်ဆိုအကုန်လုံးပါပြီးသားနည်းနည်းလေး theory တွေကိုနည်းနည်းလေးဖတ်ကြည့်လိုက်ရင်အကုန်လုံးသိသွားလိမ့်မယ်ဒါတွေအကုန်လုံးကအဲ့ဒီစာအုပ်လေးတွေလည်းကျွန်တော်ထပ်ပြီးတော့ပြောပေးမယ်နော်ဒီမှာတက်နေတယ်လို့ဘယ်ဥစ္စာဖြစ်တယ်အဲ့တက်ခုနပြောတဲ့ဥစ္စာတွေပါတယ်နောက်ပြီးတော့တက် site တွက်တာအစအကုန်လုံးပါတယ်ဒီဥစ္စာဘယ်လိုအခြေခံပြီးတော့ base ယူတာဘယ်လိုပါအကုန်လုံးပါတယ်နားမလည်ကြရင်မှကျွန်တော်ထပ်မေးလိုက်နော်ကျွန်တော်ဒီမှာကျွန်တော်လေရင်းနဲ့တွက်ထားတာပါပါတယ်ဒီမှာတက် site တွက်တဲ့ဟာဒီမှာနော်အဲ့ဒီမှာအကုန်လုံးပါတယ် liter per second နဲ့ဘယ်လိုယူရတယ်ဆိုတာအကုန်လုံးပါတယ်အဲ့ဒီမှာဒါကြီးနည်းနည်းပြန်ကြည့်လိုက်တရေကတော့ပဲမောက်ပဲပြလို့ပဲနည်းနည်းတော့တတိဥစ္စာပေါ့အသိတိုင်းကြီးခံပြီးဖတ်ပေါ့နော်ကျောင်းတက်ဝင်ကဥစ္စာလုပ်ထားတဲ့ဟာတွေအကုန်လုံးနော်ရမယ်နော်ဒါဒီအဲ့နှစ်ခုကိုကျွန်တော်ဒီနေ့ပို့ပေးလိုက်မယ်နော်အဲ့ဒါဒီနေ့အကြောင်းတော့ထည့်ပို့ပေးလိုက်မယ်လားဟုတ်ပြီကျွန်တော်တို့ဒီနေ့ကဥစ္စာကိုဆက်သွားမယ်နော်ကဲကျွန်တော်တို့မှာ super impose လုပ်ဖို့ပဲကြံဒါပေမဲ့ double line ကျွန်တော်တို့အရင်လုပ်အောင်ပါ double line ကိုကိုပဲ create လုပ်လိုက်တော့နော်ဒီဥစ္စာဒီအဓိကကျွန်တော်တို့ကဒီမှာဆိုရင် double line လုပ်မယ်ဆိုရင်ဟိုတနေ့ကကျွန်တော်ပြောသလိုပေါ့နော်ဒီဥစ္စာပေါ့20ဆိုရင်10 offset ရိုက်လိုက်ပေါ့ပြီးတော့ elbow နဲ့ချိုးသွားမယ် T နဲ့ချိုးမယ်တကယ်လို့ဖြန်းညက်ကလိုချင်တယ်ဆိုတော့ကျွန်တော်ပုံထဲကနေပြီးတော့ direct copy ကူးပြီးတော့ထည့်လိုက်လဲပြီးတော့ကိစ္စပြတ်သွား T တွေပါအကုန်လုံးရှိပြီးသား fitting ကကျွန်တော်နောက်ကျမှကျွန်တော်ထပ်ပြီးမယ်ကျွန်တော် fitting က sanitary fitting ရှိတယ်နောက်ပြီးတော့ဥစ္စာပါလဲ sprinkler နဲ့ပတ်သက်တဲ့ fitting တွေရှိတယ်ပေါ့ဒီဥစ္စာပေါ့ DI ဆိုတဲ့ iron pipe ပေါ့ metal pipe ပေါ့အဲ့ဒီ fitting နဲ့ဒီကျွန်တော်တို့ဥစ္စာ PVC fitting နှစ်မျိုးလုံးရှိပါတယ်ကျွန်တော်အဲ့ဒါထပ်ပြီးပါမယ်ဒါကတော့တိတ်ပြီးတော့အများကြီးတိတ်ပြစရာမလိုဘူးလေဒီဥစ္စာကြတော့ကျွန်တော်တို့ခုနကဟိုတနေ့က gas လိုပဲနည်းနည်းလေးဥစ္စာပေါ့လေ offset feel like လုပ်လိုက်တာနဲ့ဒီဥစ္စာရသွားမယ်နော်ကဲလုပ်ကြည့်လိုက်ပါအောင် super impose လုပ်ဥစ္စာပေါ့ double line ရင်လုပ်ကြည့်လိုက်ဘာလို့ဒီနေ့ကကျွန်တော်ဥစ္စာပါ sanity ထည့်ကျန်တယ်ထည့်လို့မရတော့ဘူးထင်တယ်ဟုတ်တယ်ဥစ္စာဖြစ်နေပြီ3နာရီတော့ရနိုင်ပဲတော့ရသေးတယ်ဟမ်ဟုတ်အိမ်မှာမလုပ်ပြမှာဆိုလို့ကျွန်တော်အဓိကကျွန်တော်ဆွေးနေတာအိမ်မှာအဓိကမလုပ်ပြကြလို့အဲ့ဒါကြောင့်ဥစ္စာပေါ့sanity ကြောင့်မှကျွန်တော်ထပ်ပြောပြပေးမယ်ခဏလေးဒီဥစ္စာနော်ဟိုတနေ့ကဘာပြောစရာရှိသေးလဲဆိုတော့ကျွန်တော်လည်းမမှတ်မိတော့ဟုတ်ပြီကျွန်တော်ဒါဆိုကျွန်တော် sanity ကိုကျွန်တော်သွားယူလိုက်မယ်နော် sanity ကိုထပ်ယူပြီးတော့ကျွန်တော် sanity ကို super impose လုပ်လိုက်မယ်နော်ကျွန်တော် week 1ထဲမှာနော် sanity က M&E services ထဲမှာခဏလေးမျိုးစားကျွန်တော်တစ်ခါပြောအောင်နေနေကျွန်တော်ပေးလိုက်တဲ့ drawing ထဲမှာဒီပုံလေးမှာပါရနော်သေချာပြန်ကြည့်ကြည့်နော်ခုနကကျွန်တော်ပြောတဲ့ဟာတွေဒီမှာအကုန်လုံးပါပြီးသားနော်မီတာဒါကကျွန်တော်တို့ဘာမီတာ compartment လို့ခေါ်ပါတယ်ဒီဥစ္စာပေါ့ chamber ပေါ့ဘာမီတာ chamber ဒီဥစ္စာကဥစ္စာပေါ့မီတာ chamber ဥစ္စာလို့ခေါ်ပါတယ်ကျွန်တော်တို့ water chamber ပေါ့နော်အဲ့ဒီကအကုန်လုံးပါပြီးသားခုနကဒါတွေအကုန်လုံးနော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဖြန်းညက်ကက်တွေလိုချင်တယ်ဆိုရင်အကုန်လုံးပြူသုံးလို့ရပါတယ်ဒီမှာအကုန်လုံး riser ထဲမှာထည့်ပြီးတော့ဆွဲလို့ရတဲ့ဟာဒီမှာအကုန်လုံးဒီကျွန်တော် riser ထဲမှာခု unit 4ခုရှိတယ်ဆို4ခုလုံးကဒါမျိုးပဲကြိုက်တဲ့ tower ဘယ်လောက်ဆိုကြိုက်တဲ့ building သွားအဲ့ဒါပဲမပို့ဘူးအဲ့ဒါမပို့ဘူးကြိုက်တဲ့ building သွားအတူတူပဲဒါအကုန်လုံးကကျွန်တော်တို့ဥစ္စာဒီ copper အကုန်လုံးဥစ္စာတွေအကုန်လုံးဒီပုံစံပဲဒါတွေကကျွန်တော်တို့ PV format တွေအကုန်လုံးဒါတွေကနော်ဒီမှာတကယ်လို့6ခုဆို6ခု5ခုဆို5ခုအကုန်လုံးကဒီမှာပါပြီးသားအကုန်လုံးကနောက်တစ်ခါ riser တွေမှာ
riser တွေမှာကျွန်တော်အဲ့ဒီတစ်ခုဟိုတနေ့ကကျွန်တော်ပြောပြီးပါလားမသိဘူးကျွန်တော်တို့တော်များများ building မှာနော်ဟိုတချို့ကတော့မှန်နေပါနဲ့မှန်နေမယ်ဒါပေမဲ့ကျွန်တော်လုပ်လာတဲ့ building တွေတော်တော်များများတော့ item နဲ့ကျွန်တော်တို့ riser တစ်ခုရှိတာပေါ့နော် riser command တစ်ခုမှာကျွန်တော်တို့အများအားဒီမှာဟောတာပေါ့ဒီမှာဒီရုပ်ဆက်ရှိမှာပေါ့ company တွေရှိရမှာလားဒါကျွန်တော်တို့ဒီကနေရှိကနေရလိုက်တာပေါ့နော်ရလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ညာဘက်အချမ်းမှာ PV water gas နဲ့တကယ်လို့ကျွန်တော်တို့ဥစ္စာနဲ့ water နဲ့ကိုကျွန်တော်တို့ sharing လုပ်တဲ့ riser တွေနော် individual ဆိုတဲ့ကဏ္ဍမရှိတဲ့နေရာမှာနော် sharing လုပ်တဲ့နေရာတွေမှာဆိုရင် right side မှာအများအားကျွန်တော်တို့က PV water ရှိတယ် left side မှာ gas ရှိတယ်နားလည်မနော်ကိုယ့်ရဲ့ညာဘက်ထဲမှာရေးဘယ်ဘက်ထဲမှာမီး gas နဲ့မီးပဲကိုဟုတ်တယ်လားညနေချင်းဆိုင်ကိုယ့်ရဲ့ဒီခု riser တစ်ခုရလိုက်တဲ့ညာဘက်ထဲမှာ PV water ဘယ်ဘက်ထဲမှာကျွန်တော်တို့ဥစ္စာ gas Okay, same riser. ACMP ဟုတ် ACMP ကအဲ့ဒီ riser မှာဆိုရင် ACMP တက်ကဒီအချမ်းမှာလို့သွားကြတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာတွေတော်တော်များများ ACMP ဆိုကျွန်တော်တို့က fire နဲ့ပတ်သက်ပြီးကျွန်တော်တို့ကသုံးရတာခါကြတယ်။ fire command နဲ့လည်းသုံးရတယ်။ဘာလို့မီးတော့လိုက်ကကြာဒီထက်တွေအရင်ကြီးကြီးသွားပြီ။အဲ့ဒါကျွန်တော် fire နဲ့ပေါင်းစီပါခံတဲ့ခါကျတော့ common ပြောကြအောင်။ဟုတ်ကဲ့ separate riser အနေနဲ့တောင်းပါတယ်။တော့ဒီမှာဖြည့်ညက်ကက်တွေအကုန်လုံးပါပြီးသားပါယူသုံးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တခုပဲကျွန်တော်ကိုပြန်ပြီးဥစ္စာဖြစ်ပါကျွန်တော်ရဲ့ company တစ်စိတ်ကလေးကိုတော့ဂတိထားပြီးတော့နော်ကျွန်တော်မှာအခုအလုပ်ကပြုတ်ကန်နေပြီသိပြီးမကြဘူးနော်နောက်ပြီးတော့ water heater တွေ connection လုပ်တဲ့ဟာတွေအကုန်လုံးပါပြီးသားပါနောက်ပြီးတော့ကျွန်တော် tap point တွေဘယ်လိုဥစ္စာဖြစ်တယ်ဆိုတာဒါတွေအကုန်လုံးပါထားပြီးသားနော်ခုနကကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဒီမှာမဟုတ်သေးဘူးဒါ water tank နေနော် water tank နေအကြောင်းမှာပါပါတယ်ဒီမှာအကုန်လုံးဥစ္စာတွေခဏလေးပြရအောင်နာမည်ကျွန်တော်ဥစ္စာလေးရောက်သွားတယ်ဒါကကျွန်တော်တို့planning ပေါ့နော် schematic drawing လို့ခေါ်ပါတယ်နော် schematic drawing ခုနကကျွန်တော်ပြောတဲ့အကြောင်းအရာတွေအကုန်လုံးကဒီထဲမှာအကုန်လုံးပါထားပြီးသားနော်ဒါ right view လို့ပါလို့အကုန်လုံးဒီကအပြင်ကနေပြီးတော့ land နေပြီးတော့လာတယ် PUB bar meter ပြီးတော့မှကျွန်တော် chamber ပြီးတော့မှကျွန်တော်တို့ tower block ထဲရောက်သွားတာဒီမှာ retaining wall နဲ့ tower block ထဲရောက်သွားတယ်အဲ့ဒီမှာအပေါ်ဆက်ပြီးတော့တက်သွားတာတွေအကုန်လုံးပြထားတာဒီ drawing တွေကျွန်တော်ပေးထားပြီးသားမှာပါပြီးသားနော်ဒါကြောင့်ကျွန်တော်မရဘူးလို့ပြောနေမှာတော့ကြာပါထားပြီးသားအကုန်လုံးအဲ့ဒါတွေအကုန်လုံးကျွန်တော်ပြောချင်တာခုနကဒါပါခဏလေး C type ကျွန်တော်တို့ဟာကဒီမှာနော်ကျွန်တော်တို့ pipe side တွေတစ်ခါကြာရင်ကျွန်တော်တို့စက်ကုန်းတွေရတယ်ရိုးသားရရှိတယ်မရိုးသားရရှိတယ်တစ်ခါကြာရင်သူ့စက်ကုန်းရဲ့ဆက်တွေကတက္ကနာရှာလာရရှိရတဲ့ခါကြာကျွန်တော်တို့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့ဒီလိုမျိုး pipe side တွေညံလာလို့ဒီဒုက္ခတော့ဖြစ်ပြီးတယ်ညံနော်အခုဒီမှာဆိုကျွန်တော်တို့ဒီမှာပုံမှန်တိုင်းဆိုကျွန်တော်တို့ကဒီဥစ္စာပေါ် sink ရယ်နောက်ပြီးတော့ shower ရယ်အဲ့နေရာတွေမှာကျွန်တော်တို့ကတော်တော်များများ25 pipe ကို25ပဲသုံးတာများတယ်သူတို့က20နဲ့လုပ်ထားတယ်ကျွန်တော်တို့ဒီမှာ schematic တွေမှာပါပြီးသားဒါကြောင့်ဒီ schematic drawing တွေလည်းကိုကနားလည်ရမယ်သိရမယ်အဲ့ဒီပုံတွေကိုလည်းကိုယ့်ရဲ့ supervisor တွေ engineer တွေကို print out လုပ်ပေးထားရတယ်ဘာလို့ဆိုတော့ on site မှာသွားကြည့်တဲ့အခါကျတော့ဥမာအခုဒီမှာဆိုရင်ကျွန်တော်တို့ sink pipe ပေါ့နော်25သူပြထားတာဒီမှာမြင်တယ်နော်25တကယ်တမ်း site မှာသုံးတာ20နဲ့သုံးတာ20နဲ့သုံးတာလား20နဲ့သုံးတာတဲ့ခါကျတော့ကျွန်တော်တို့သူက contract ယူအောင်က25နဲ့လုပ်ပေးမယ်ဆိုပြီးတော့တကယ်တမ်းသုံးတော့20နဲ့သုံးတာကျွန်တော်တို့ company တွေလည်းနစ်နာတယ်တကယ်တမ်း water pressure ကိုဥစ္စာဖြစ်တဲ့ခါကျရင်လည်း pipe side ကသေးသွားတဲ့ခါကျတော့ pipe ဥစ္စာကဒီရေအားပြောင်းလဲသွားနိုင်တယ်
နော်ဒါတွေအကုန်လုံးကိုသူတို့ကတခါတည်းတွက်ချက်ပြီးတခါတည်းလောက်ထားတာ consultant တွေအကုန်လုံးကသူတို့ submit လုပ်တာဒါတွေအကုန်လုံးကကျွန်တော် PUB ကို submit လုပ်ထားတဲ့ drawing တွေက PUB ကနေပြီးတော့ authority ကနေပြီးတော့ approve ဖြစ်ထားတဲ့ဟာတွေတကယ်တမ်းလာစစ်တဲ့အခါကျရင် तू က based on ဒီ drawing နဲ့လာပြီးတော့ပြန်စစ်တာနော်ဒါကြောင့်ကျွန်တော်တို့ကဒါနည်းနည်းလေးသတိထားရမယ်နော်ဒီဥစ္စာကိုဗါလဲကျွန်တော်တို့စက်ကွန်းကလုပ်တဲ့အတိုင်းပြီး PNC ပြီးတော့လုပ်လို့မရအောင် site တွေပါအကုန်လုံးကိုကျွန်တော်တို့မှန်ပြန်ပြီးတော့ site ကြည့်အဆက်ကြည့်အောင်နော်ဒါတွေအကုန်လုံးကကျွန်တော်ပေးထားတယ်မှာပါပြီးသားနော်ဒါတွေအကုန်လုံးကကြည့်ရောကြည့်ကြရလားမသိပါဘူးကျွန်တော်ပြောမှပဲသိကြတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ sanitary drawing လေးဖွင့်လိုက်ပါ6မိနစ်ဥစ္စာရပါသေးတယ်25မိနစ်လောက်ကြာပါသေးတယ်နော် sanitary drawing မှာsanitary drawing တော်တော်များများကျွန်တော်တို့တွေလေဒီလိုမျိုးပေါ့နော် single line နဲ့လည်းအဓိကကိုယ့်ရဲ့စက်ကုန်းပေါ်မူတည်ပါတယ်စက်ကုန်းကျွန်တော်တို့ကsingle line နဲ့တော်တော်များများကျွန်တော်တို့က PUB authority ကို submission လုပ်တဲ့အခါမှာကျွန်တော်တို့က single line နဲ့ပဲလုပ်ပါတယ်ကျွန်တော်တို့ short drawing ပေါ့ကျွန်တော်တို့ဒီဥစ္စာကိုဒီ company ကိုပြန်ပြီးတော့ short drawing submission လုပ်တဲ့အခါကြားတဲ့အခါမှာပဲကျွန်တော်တို့ကထပ်ပြီးတော့ပြောင်းလာ double line ကိုကျွန်တော်တို့ပြောင်းကြတာများတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ရဲ့စက်ကုန်းတွေကတခါကျအရင်လုပ်တာတစ် line ဆိုတစ် line နဲ့ဆိုတော့ line ကိုမဆွဲဘူးဆိုတာအဲ့တော့ကျွန်တော်တို့က chase ခတ်လုပ်ရတယ်တကယ်လို့ double line ကိုဆွဲပြီးပါဆိုပြီးတော့ဆွဲနေတယ်မဆွဲပြီးဘူးတခါကျကျွန်တော်တို့ company ကလက်ရှိခံစားနေရတာကျွန်တော်တို့ company က sanitary ရောနောက်ပြီးတော့ဒီ air con ကိုကျွန်တော်တို့ကစက်ထပ်ယူလာကျွန်တော်တို့ company တွဲပဲ company တွဲဆိုတော့အရိယာကြောက်ပဲအရိယာကြောက်တဲ့အခါကျတော့ကျွန်တော်တို့ sanitary ကိုဆွဲခဲ့ကြမင်းလည်းဆွဲလိုက်ပါကွာဆိုတော့အဲ့စင်ကလည်းကျွန်တော်တို့ double line ပြန်ဆွဲပေးရတာကျွန်တော်တို့ company က ACM ရိုက်နေတဲ့အခါကျရင်ဟာမင်းလည်းဆွဲပေးရတယ်ကွာဆွဲပေးရတာအဲ့လိုမျိုးပြီးတဲ့အခါကျရင်ကိုကဆွဲတဲ့အောင်သူတို့ double line ဆွဲခိုင်းနေဆွဲလို့မရအောင်မရတဲ့အခါကျကိုယ်ပြန်ဆွဲပေးရတာရှိတယ်နောက်အဲ့လိုမျိုးတွေပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ single line drawing ပဲသူကပေးထားတာဒီမှာဒါကိုကျွန်တော်တို့က double line တွေပြန်ဆွဲပေးရမှာပေါ့နော်ဒါကိုကျွန်တော်တို့အရင်ဆုံး copy ကူးပြီးတော့ကျွန်တော်တို့ရဲ့ MNE CSA မှာကျွန်တော်တို့ copy ရင်ထည့်လိုက်မယ်နော်reference point ကျွန်တော်ယူလိုက်မယ်ကျွန်တော် drawing ကတော့ block နဲ့လုပ်ထားတော့မြင်စံနဲ့ဥစ္စာပြလို့ရတာပေါ့ကျွန်တော် AutoCAD လည်းဒုက္ခကြီးဖြစ်ကုန်ဘယ်တွေရောက်ကုန်လဲမသိတော့ပါအဲ့ဒီမှာတော့အပြည့်မြင်ရတယ်ကျွန်တော်ဒီမှာကြာအပြည့်မမြင်အောင်ဒုက္ခတခါလေးလွတ်လိုက်နော်တခါလေးဒီပြိုင်နဲ့ဥစ္စာပြည့်ကြည့်လိုက်ပြီးရင်ဒါကိုကျွန်တော် copy ကူးပါမယ်ရလားမသိရ对呀，对的。现在好像有啥意思嘞？那不能反正我不起来呀，
ဥပမာနော်ဒီမှာဒီအဲ့ဒါ double line လေးတစ်ခုကျွန်တော်ဆွဲပြပေးမယ်နော်ဒီမှာ flow track နဲ့ကျွန်တော်တို့ဥစားနဲ့ဒါပေမဲ့ဒီမှာလေကျွန်တော်ပြောရရင်နော် flow track ကကျွန်တော်တို့ archi ကနေပြီးတော့ tiling setting အောက်ကိုကျွန်တော်တို့ပြန်ရမှာသူကဒီမှာပေးရတဲ့ဟာကမှန်ချင်မှမှန်လိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာအခုပြင်နေတဲ့ဟာတွေကဟိုထဲကျရင်ကျွန်တော်ပြန်ပြင်ရမှာနော်ဒါမဲ့ကျွန်တော်ဒီမှာတစ်ခုဥပမာလုပ်ပြလိုက်မယ်နော်ဒီဥစားလေးကိုဒီမှာဟိုစားတွေကပါနေပါလားဘန်ပိုက်တွေပါနေဘန်ပိုက်တွေပါဆိုဘန်ပိုက်အကြောင်းကပြောပြအောင်ဒုက္ခကျွန်တော်ဒါမပြရသေးဘူးခင်ဗျမပြရသေးမဟုတ်ဒီမှာဥစားလေ gas drawing မှာမပြရသေးဘူးခင်ဗျဒီဥစားလေဒီ pass တွေအကုန်လုံးဆွဲထားတယ်ဒါလေးမပြရသေးဘူးခင်ဒုက္ခပဲကျွန်တော်လည်းအကျွေးတွေများနေဒုက္ခပဲဒီနေ့တိုင်းကျွန်တော် copy view ပေးပါမယ် gas ဥစားတွေနောက်ဥစားတစ်ခုရှိသေးတယ်ကျွန်တော်မှာပါလဲ pass တွေလည်းမပြရသေးကျွန်တော်15ဆိုတာ15 drawing နေ550 ဟုတ်ကဲဒီနေ့အဲ့ဒါဆိုကျွန်တော်ဒီဥစ္စာဒီရဲ့ concept လေးကိုပဲကျွန်တော်ရင်ပြောပြရင်ကောင်းမယ်ထင်တယ်ဗျာဘာလို့ဆိုတော့ဒီဥစ္စာနားမလည်ဘူးဖြစ်နေလိမ့်မယ်နောက်ကြရင်ဥစ္စာလေးဟုတ်ကျွန်တော်လည်းဒီဥစ္စာပဲကျွန်တော်ဒီ project အတိုင်းလည်းပြရတယ်ကျွန်တော်ဆက်မကြည့်ဘူးဒီမှာဆိုရင်ကျွန်တော်တို့လေ flow track ရဲ့ဒါလေးက flow track နော်ဒီပုံစံလေးကဒါ flow track နောက်ပြီးတော့ flow ways ရှိပါတယ်ဒါ flow track ရေးထားတယ်ဒီမှာ flow ways ပေါ့နော်သူရဲ့ concept ကိုတော့သိလားမသိဘူးကျွန်တော်ဒီတော့သိကြလိမ့်မယ်ထင်တယ်တော်များသိလားမသိဒီအားကျွန်တော်ပိုက်ရှာပါနော်ဒါကျွန်တော်ပိုက်ရှာဒီမှာဒါ WC water flow ဆိုတော့ဒါက flow ways ဒီမှာ flow track ဥပမာဒါရဲ့ shower room တွေပေါ့တစ်ခါပုံမှန်တိုင်းဆိုကျွန်တော်တို့ဟိုဘက်ချက်မှာပဲ shower ရှိပါတယ်ဒါထားပါတော့နောက်ပြီးတော့အပေါ်မှာကျွန်တော်တို့ basin ရှိတယ်အဲ့ဒါနေပြီး basin waste pipe ကလည်းဒီစင်ဝေးဖိုက်ကလည်းရှိမှာပေါ့နော်အဲကျွန်တော် BS ပြီးလိုက်ပါဒါကျွန်တော်ပိုက်ဆက်လို့ခေါ်နော်ဒါပိုက်ဆက်သိတဲ့လူလည်းရှိမယ်မသိတဲ့လူလည်းရှိမယ်နော်ဒီက flow ways နဲ့ basin pipe နော် flow way နဲ့ basin pipe track မပါတဲ့ဟာ flow way နဲ့ basin pipe အဲ့ pipe တွေကဒီ track ကိုမဖြတ်ဘဲနဲ့shot ထဲကို connect လုပ်ခွင့်မရှိပါဘူး။ဘာဖြစ်လို့လဲသိလား။ဟ
ဟုတ်တယ်မော်လာတက်စီကြောင့်အနည်းဥစ္စာပေါ်ကျွန်တော်တို့ဒီဥစ္စာပေါ်water sea လို့ထားတာဟုတ်တယ်ခုနပြောမှာလေအနံဆိုးတွေနောက်ပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့အချိန်နဲ့ကြာလာတဲ့ဟာပြန်ပြီးတော့ပြန်ပြီးဥစ္စာဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ unit တွေလည်းပြန်ပြီးရောက်လာတယ်အနံဆိုးတွေပေါ့နော်အဲ့ဒီ 4L တွေဥစ္စာတွေမလိုချင်တဲ့ L တွေနောက်ပြီးတော့ကျွန်တော်တို့ဒီမလိုချင်တဲ့အကြီးကြီးတွေဝင်မှာဆိုလို့ track နဲ့ C လောက်ထားတာနောက်တစ်ခါ WC မှာလည်းသူ့ရဲ့ဥစ္စာပေါ် track ဆက်တဲ့ပါပြီးသားထဲမှာ WC ထဲမှာလည်းသူ့ရဲ့ဒီတိစောက်ပုံထဲမှာကသူ track ကပါပြီးသားเนาะအဲ့ဒီ track ပါပြီးသားဆိုတာအဲ့ဒီ track ဒီ file နဲ့ဒီ product ကဒါလိုက်ဒီမှာ connect လုပ်ခွင့်ရှိတယ်ရှာထဲမှာခုနကပြောတဲ့ flowways နဲ့ basin က flow track တဲ့ကို connect မလုပ်ဘဲနဲ့ဒါမှမဟုတ်ဒီ basin ကဒီမှာ flowways နဲ့ connect လုပ်ခွင့်ရှိတယ်เนาะဒီ flowways ကနေပြီးတော့ flow track တဲ့ကို connect မလုပ်ဘဲနဲ့ဆိုတော့ဒါလိုက် connect လုပ်ခွင့်မရှိပါဘူးเนาะဒါကြောင့်ကျွန်တော်တို့ဒီဥစ္စာတွေကသူ့ရဲ့ sequence က flowways ဒါမှမဟုတ်ရင်ကျွန်တော်တို့ basin ပိုင်း flowways ပဲเนาะအဲ့ဒီဟာတွေအကုန်လုံးက flow track တဲ့ရေလို့ connect လုပ်မယ် flow track လိုက် connect ပြီးတော့မှကျွန်တော်တို့ဒီ shut ထဲကိုဝင်မယ်ဒီလိုပဲကျွန်တော်တို့ WC ကတော့ဒါလိုက် connect လုပ်တာအခါတခါကျရင်ဒီနှစ်ပိုက်ကကျွန်တော်တို့ကဒီဥစ္စာပေါ့ဒီကအမြဲတမ်းအောက်ကိုရောက်နေပါတယ်အခါတခါကျရင်ဒီပုံမှာဒီလာတဲ့ပိုက်က connect လုပ်ပြီးတော့နှစ်ခု join ပြီးတော့ဝင်လို့လည်းရတယ်သူက mini အဲ့ဒါပေါ့ maximum နှစ်အဲ့ဒါ2 point ကြီး join လို့ရတယ် maximum ကျွန်တော်တို့ဒီ sharp ပိုက်ကပြီးမှကျွန်တော် join တစ်ခုကျွန်တော်အဲ့ဒါကျွန်တော် theory ကတခုကျွန်တော်ဖွင့်ပြပေးမယ်ဒါအောင်နားလည်မယ်နော်ဒီဥစ္စာရတယ်မဟုတ်ကျွန်တော်ဥစ္စာရှိတယ် drawing ရှိတာပြီးတော့အဲ့ဒီဥစ္စာကျွန်တော်ထပ်ပြီးပြောပြပေးမယ်နော်ရမယ်နော်နားလည်မယ်နော်နောက်ပြီးတော့ကျွန်တော်ဒီမှာ band pipe တွေပါတယ်နော် band pipe တွေပါတယ်ဒီမှာတချို့ကမှဒီကျွန်တော်တို့ကုတ်ဒီဥစ္စာကဒီပုံကမှားထားတဲ့ပုံဆိုတာကျွန်တော်တို့ဒီ building high နဲ့ကျွန်တော်ပြန်ပြီး resubmit လုပ်တဲ့အခါမှာဒီ band pipe တွေကျွန်တော်တို့သုံးကြမလို့တော့ band pipe တွေမှာကျွန်တော်တို့ band pipe system မှာ၃မျိုးရှိပါတယ် single set ventilated system နောက်ပြီးတော့ fully ventilated system ဆိုပြီးတော့၃မျိုးရှိတယ် theory မှာထုတ်ပြန်ရင်ကောင်းတယ်ထင်ပါတယ်ဆရာဒီနေ့ကတော့ကျွန်တော် superimpose လုပ်လို့ရမှာမဟုတ်တော့ပါဘူးကျွန်တော်တို့အခုသုံးနေတဲ့ဒီဥစ္စာပေါ့ toilet တွေထဲမှာသုံးနေတဲ့ unit တွေထဲမှာသုံးတဲ့ system ကို sanitary plumbing system လို့ခေါ်ပါတယ်နော် sanitary plumbing system ဘာလို့လဲဆိုတော့ sanitary မှာ underground sanitary system လည်းရှိလို့နော်နှစ်ခု꿰အောင်လို့ရေလည်းသုံးတယ် sanitary လည်းသုံးတဲ့အတွက်ကြောင့် sanitary plumbing system လို့ခေါ်ပါတယ်ကျွန်တော်တို့ underground ဟာကြတော့ underground sanitary system လို့ခေါ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဥစ္စာမှာလမ်းတွေမှာတွေ့နေရကြတော့သူတို့ကြတော့ seaway system လို့ခေါ်ပါတယ်ဒါ structure သမားတွေဆိုပို့ပြီးသိတယ်နော် seaway system ဒီတိုင်းပဲ theory လေးနည်းနည်းပြန်ကြည့်လိုက်နော်ကိုယ့်မှာကိုအိမ်ကြမှာကျွန်တော်အဓိကအကြောင်းပါပဲကျွန်တော်ပြောပြတော့မယ်ဒါကိုကျွန်တော်တို့ single step system လို့ခေါ်ပါတယ်ခုနကကျွန်တော်ပြောတဲ့ ventilation system မှာ single step system လို့ခေါ်ပါတယ်ဒီဥစ္စာနော်ဒီမှာအကုန်လုံးဒီမှာပါပြီးသားပါဒီစီမံနယ်မောက် connection ကနှစ်ခုနောက်ပြီးတော့ခုနကကျွန်တော်ဆွဲပြတဲ့ shaft အဲ့ဒီ shaft 5 shaft နဲ့ဒီခုနကဒီနောက်ဆုံးပေါ့ကျွန်တော် WC ပဲဖြစ်ဖြစ် flow trap ပဲဖြစ်ဖြစ်အဲ့ဒီဥစ္စာက 2.5 တဲ့မကျော်ပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ single step ကိုသုံးခွင့်ရှိတယ် single step system ကိုသုံးခွင့်ရှိတယ် 2.5 နော် 2.5 နောက်ပြီးတော့ဒီမှာပါတက်ပါသေးတယ်ဆိုတော့ price size ကကျွန်တော်တို့100 diameter ကိုသုံးလို့ရပါတယ်ဒီမှာပါလားမပါလားမသိဘူး
discharge pipe ကသူဒီဒါဆိုဒီအား150တက်သွားပြီကျွန်တော်တို့ပုံမှန်တိုင်းဆိုကျွန်တော်တို့ discharge pipe ဆိုတော့ဒီအခုကျွန်တော်တို့ pipe နှစ် pipe ပေါင်းလိုက်တာပေါ့နော်အဲ့ဒီဟာအကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့100နဲ့ပေါင်းပြီးတော့ဒီပုံကကျတော့ကျွန်တော်150နဲ့သုံးပါတယ်သူကကျတော့ဒီအကုန်လုံးအမြင့်ဆုံး level ရောက်သွားရင်သူကဆက်ပြီးပေါ်တက်သွားတယ်တက်သွားပြီးတော့အပေါ်ဆုံးခေါင်မိုးမှာကျွန်တော်တို့ back system ထပ်ပြီးတော့လုပ်ထားတာအဲ့ဒါကို single step လို့ခေါ်ပါတယ် pipe တစ်လုံးနဲ့ပဲတက်သွားတာနော် single step system ခုနကအကုန်လုံး connection တွေပြထားပါတယ်နော် flow track ကဘယ်လိုဥစ္စာဖြစ်တယ်ဆိုတော့အကုန်လုံးဒီမှာပါထားပြီးသားနော်ဒါလေးပဲဒီနေ့ကျွန်တော်အဲ့ဒါပါထည့်ပို့ပေးလိုက်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ theory နဲ့ပြန်ပြီးတော့ explanation လုပ်ကြတာအကုန်လုံးရှင်းပြတာလည်းပါပါတယ်ဖတ်ကြည့်လိုက်ပါဒါကိုကျွန်တော်တို့က ventilator system လို့ခေါ်ပါတယ်ခုကျွန်တော်တို့ tower block 18ထက်သူကဟိုတော့ပေါ့ကျွန်တော်တို့ building height ကကျွန်တော်တို့မှာ60မကျော်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဥစ္စာကိုသုံးလို့ရပါတယ်ဒီမှာ single step ခဏလေးခုနတဲ့သူကတခုပို့ပြီးထူးခြားသွားတာဗာလဲဆိုတော့ pipe နှစ် pipe ဖြစ်သွားတယ်ခုနက single pipe ပဲအခုနှစ် pipe ဖြစ်သွားတယ်အတူတူပဲ 2.5 decimal decimal ကနှစ်ခုပဲနောက်ပြီးတော့အပေါင်းရလည်း 2.5 အဲ့ဒီမှာဘာလေးပို့သွားလဲဆိုတော့ cross band cross band ဘာလို့ထည့်ရလဲမသိလားညီမတို့က cross band နေရော sanity ဆွဲတဲ့လူစင်တော့သိလိမ့်မယ် planning sanity ဆွဲတဲ့လူတော့သိမယ်ကျန်တဲ့လူတော့သိမှာမဟုတ် cross band ဘာလို့လဲဆိုတော့ number 1ကကျွန်တော်တို့ချုပ်ဖြစ်တဲ့အခါကျရင်ဥမာပိုင်းတစ်ပိုင်းရှိရမလားကျွန်တော်တို့တစ်ခုကဒါ gun by ဒါကကျွန်တော်တို့ sanity 5ပေါ့ sanity 5ကဒီမှာချုပ်ပြတဲ့အခါကျ sanity 5ကဒါမျိုးကောင်းတော့ cross band ကပြောင်းတယ်နော်ဒီဥစ္စာမျိုးဆိုအကုန်လုံးအောက်ကိုဆင်းသွားမှာသူကလေအပေါ်တက်ရမှာဟုတ်တက်ရမယ်ဆိုတော့ပြောင်းပြန်ဆွဲရတာဒါမျိုးဆွဲရတာတကယ်လို့များဒီမှာချုပ်ဖြစ်ခဲ့နေရှိတော့ချုပ်ကဒီမှာအကုန်လုံးမဟုတ်ဒီမှာဒီမှာချုပ်ဖြစ်ခဲ့ရရှိတော့သူကဆက်ဆင်းလို့မရတော့မလားဆင်းလို့မရဘူးသူကဒီအပေါ်တက်ပြီးတော့ရန်နေပြင်ပြီးတော့ band pipe ကနေသူကပြန်ဆင်းလို့ရတယ်အဲ့ဒီ band pipe ကိုခုနကဒီ sanity pipe ကို ICD direct connect လုပ်ခဲ့တာတော့ကျွန်တော်တို့ underground system ကိုတစ်ခါတည်း connect လုပ်ခဲ့တာနော်အဲ့ဒါ underground ချက်ပါကျွန်တော်လည်းထည့်ပြောပြပြီနော်ဒီဥစ္စာတင်နိုင်မှမတင်လားမသိ underground ပြောရတယ်နော်အဲ့ဒီမှာဒါဒီမှာဆိုကျွန်တော်တို့ကဒီမှာဆိုရင်39စနစ်ဆက်ကျွန်တော်တို့ပုံမှန်တိုင်းဆိုကျွန်တော်တို့3ခုပေါ့3တစ်ချိန်ကျွန်တော်တို့က cross band တွေခံသွားတာများပါတယ်ကျွန်တော်တို့ unit မှာနောက်ပြီးတော့ pipe size ကကျွန်တော်တို့ခုနကပြောသလိုပဲ150ပဲဒါပေမဲ့ band pipe ကိုကျွန်တော်တို့ကဥစ္စာနဲ့သုံးလို့ရတယ်နော်100နဲ့သုံးလို့ရတယ်အဲ့ဒီမှာထူးခြားချက်တစ်ခုလေးကြည့်ကြည့်ပါဦးမြင်လားမသိဘူးကျွန်တော်တို့ခုနကဒီ band pipe နော်ဒါက band pipe နော်ဒီဥစ္စာအဲ့ band pipe မှာကျွန်တော်2ထပ်နဲ့3ထပ်မှာကျွန်တော်တို့ sanitary system က connection လုပ်ထားတယ်2ထပ်နဲ့3ထပ်မှာဘာဖြစ်လို့ဆိုတော့သူက band pipe ပဲဒါပေမဲ့အဲ့ဒီ2ထပ်နဲ့3ထပ်အတွက်ကိုသူက sanitary system ကို connect လုပ်ပေးထားတယ်မြင်လားမသိဘူးထူးခြားချက်ကနော်ဒါကအဲ့ဒီကထူးခြားချက်နောက်ပြီးတော့အပေါ်ဆုံးထပ်မှာအခုအဲ့ band pipe က connect လုပ်ပြီးတော့ main step pipe ကနေအပေါ်ကိုခုန150ဘက်ကတက်သွားနော် band pipe ကဟုတ်တာမဟုတ်100တက်တာမဟုတ်နော်150ပဲဒီတိုင်းပဲ straight တက်သွားနော်ပြီးတော့သူကဒီမှာရေးထားတယ်ခုနကလည်းပါမှာပါအဲ့ဒါ3 meter away from window တစ်ခုလည်းမဟုတ်ဘူးနော်ကျွန်တော်တို့ anti device ဆိုနားလည်လိမ့်မယ် flash intake နဲ့ဒီလေးဆိုရင်တိတ်ကြည့်လို့ကောင်းတာပဲတခါလဲနော်အနက်နေရာတခါတည်းမှာစုပ်သလိုဖြစ်နေတာနောက်ပြီးတော့ तू ကဒီနေ့အဟောက်စာရေးမှာရှိသေးတယ် तू case by case တွေပေါ့အများကြီးရှိပြီးသားသူ့မှာတွေ့ကုတ်တွေကစိတ်ကူမှာကုတ်တွေအများကြီးပဲနောက်တစ်ခုကခုနကဟာမှာကျွန်တော်တို့ဒီမှာပါတယ် building height ကဘယ်လောက်မှမကျော်ရင်ရတယ်ဆိုတာပါတယ်ခဏကျွန်တော်ဒီမှာမတွေ့တော့ဘူးရောက်သွားလို့ ventilator system ဟုတ်တယ် story နဲ့ပါဒီမှာပါပြီးသား7 story တို့ပါသူကုန်ပါပြီးသားအင်ဂျင်မှာလည်းပြန်ကြည့်လိုက်တော့နော် flow track က basin မှာအောက်တော့ဘေး basin pipe တွေလား
ပုံမှန်တိုင်းဆိုကျွန်တော်တို့ကဟောဆိုပေါ့သူ့ကိုပုံအားသာကျွန်တော်တို့ aircon ဒီ product တစ်ခုပေါ့နော်ဒီမှာ product တစ်ခုရှိတယ်ဆိုရင် product တစ်ခုမှာဆိုရင်ကျွန်တော်တို့ကဒါကဒီ slide ထဲမှာပေါ့နော်ပုံမှန်တိုင်းဆိုကျွန်တော်တို့ကဒီမှာကျင်းတော်ရှိတာကကျွန်တော်တို့ဒီဥစ္စာပေါ့ဒီ basic file ပေါ့နော် basic file နဲ့အတူသူကနောက်ထပ် aircon file နောက်ထပ်2 file aircon green file ပေါ့2 file ထိ basic file 2 file ဆိုအဲ့ဒါဆိုကျွန်တော်တို့ကသူ့မှာ4 file ပဲရှိတာ3 file ကိုကျွန်တော်သုံးပြီးလုပ်တာ4 file လို့သုံးရင်ရတယ်မရဘူးရတယ်ဒါပေမဲ့အရင်2ဥစ္စာဖြစ်သွားပြီနောက်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာပိုက်တာနော်မြင်ရတာ100တကယ်လည်းကျွန်တော်တို့ on-site မှာကျွန်တော်လုပ်တဲ့အခါမှာဘယ်လိုလုပ်လဲဆိုတော့ကာဘာဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့150ရှိတယ်เนาะကျွန်တော်တို့ square cover လေးတွေ150ရှိတယ်ပြီးတော့မှသူကဒီ slide ထဲမှာ100ဖိုက်ကဒီမှာဒါကြောင့်ကျွန်တော်တို့ကဒီမှာတိုက်ကို connect လုပ်တဲ့အခါမှာညာများလုပ်လို့ရအောင်သူကတခါလဲလုပ်ထားတာဒါပေမဲ့ကျွန်တော်တို့ aircon ပိုက်က maximum 2ခုနဲ့ကျွန်တော်တို့ flow waves 2ခု minimum ပေါ့ဘယ် maximum ပေါ့2ခုဒါပေမဲ့တစ်ခုပဲသုံးတာများပါတယ်ဘာလို့ဆိုတော့ညာတဲ့အခါကျရင်သူ့မှာဟုတ်တယ်ဒီညာပြဿနာမရှိဘူးကျွန်တော်တို့ဒီအောက်မှာခုန flow ဒါကခုန basin wave ကျွန်တော် flow track တွေမှာဆိုရင်ကျွန်တော်တို့ကဒီပုံမှန် product က75ဆိုကိုယ်လုပ်လို့မရအောင်ဆက်ထဲမှာကားဆင်လို့မရအောင်90ပဲကားဆင်လို့မရဆက်ထဲမှာနော်အဲ့ဒါတတိဟုတ်တာကျွန်တော်ပြောရင်းတော့ထွက်လာတဲ့ခါကျရင်ကျွန်တော် slide ထဲမှာပိုက်ဆိုင်က maximum က90ဒီပဲကားဆင်လို့ရှိတယ်90နဲ့ကျော်သွားမှန်တယ်အကုန်လုံးကိုကျွန်တော်တို့ဥစ္စာပုံစံနဲ့ကျွန်တော်တို့ကဥစ္စာအကြောင်းကြားတာနော်တခါတခါ slide ပေါ်မှာမူတည်တယ် slide က300လောက်ဆိုကျွန်တော်85ထိကျွန်တော်လက်ခံပေးလို့ရတယ်ဒါပေမဲ့100ဘက်ကိုလုံးဝကားဆင်လို့မရှိဘူးတကယ်လို့လုပ်ချင်တယ်ဆိုရင် consultant ကို approval ယူရ structure consultant ကိုအဲ့ဒါကျွန်တော်တို့ကဒီမှာဥစ္စာလုပ်တဲ့အခါမှာကားဆင်ဥစ္စာဒီ85ကျွန်တော်တို့ကဒီမှာလုပ်တဲ့အခါမှာအခုဒီမှာပိုက်က flow ကဒီမှာလာပြီး connect လုပ်ရင် flow တစ်ခု connect လုပ်တော့လည်းကျွန်တော်က fitting တစ်ခုထည့်ရတယ်fitting တစ်ခုထည့်လိုက်တယ်နောက်တစ်ခုကျွန်တော်ကထပ်ပြီးဒီမှာ connect လုပ်မယ်ဆိုရင်နောက်ထပ် fitting တစ်ခုထည့်မယ် fitting တစ်ခုလုပ်လိုက်ကျွန်တော်တို့ရဲ့ flow track ကအောက်ကိုနေကြာနေကြာလာတော့ကျွန်တော် ceiling clearance မှာ effect ဖြစ်တတ်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီဥစ္စာကို flow ဥစ္စာ wave ဆိုတဲ့တစ်ခုပဲကျွန်တော်တို့ connect လုပ်တယ်တကယ်လို့6လောက်ရတယ်ဆိုရင်တော့ ACC ပေါ့အဆင်ပြေသလိုလို့ကျွန်တော်တို့တော်တော်များများအခုက600ပေးတာအရင်ရှားသွားပါပြီကျွန်တော်တို့ဒီဥစ္စာပေါ့ factory လို့ပါလို့ဆိုတော့ရပါတယ်အကျယ်ကြီးပဲ factory တွေပါမှာဆိုနော်ရမယ်နော်ဒုက္ခ2မိနစ်ပဲကျွန်တော်ရနောက်တစ်ခုကကျွန်တော်တို့ fully ventilated system fully ventilated system ကဘာတွေပွားကောင်းလဲဆိုတော့ခုနအိမ်ထဲမှာပြန်ကြည့်လိုက်နော်ကျွန်တော်ဒီလိုနည်းနည်းလေးရှင်းပြလိုက်မယ်ခုနကတော့2ခု3ခု2ခုမဟုတ်တော့ဘူးအများကြီးဖြစ်သွားပြီနောက်ပြီးတော့တမက်ချက်ကခုနက2.5 မီတာပိုက်ရှာနဲ့အဲ့ဒါမျိုးတွေမရှိတော့နောက် fully ventilated system မှာဒါတွေအကုန်လုံးမရှိတော့ဘူးနော်နောက်ပြီးတော့ပို့ပြီးထူးခြားသွားတာအခု WC ဆိုရင် WC ကနေပြီးတော့ individual 50 မှာပိုင်းနဲ့အပေါ်တက်သွားတယ်ဘလို့ပြောဆိုရင် individual ပိုင်းအပေါ်တက်သွားတယ်ဘယ်လိုမျိုးလဲဆိုတော့အနည်းဆုံးပေါ့ nearest wall လို့ပြောတာflow track ပဲဖြစ်ဖြစ်ကျွန်တော်တို့ WC ပဲဖြစ် nearest wall ကိုတက်တယ်တက်ပြီးတော့အပေါ်တက်သွားတယ် ceiling ထဲရောက်သွားတယ် ceiling ထဲကျမှလင်းလုပ်ပြီးတော့ပိုက်ရှာတဲ့ကဘက်ပိုက်ကိုသွားပြီးခွန်နှက်လုပ်ပါဒါကြောင့်ကျွန်တော်တို့ဒီ fully ventilated system ဆွဲတဲ့အခါမှာခုနကကျွန်တော်တို့ဒီ sanitary ဆွဲတဲ့အခါမှာတစ်လိုင်းနဲ့တစ်ခုပဲပြလို့ရပြီနဲ့ fully ventilated system မှာကျွန်တော်တို့2မျိုးပြပေးရတယ်နားလည်နော်နောက်ထပ်ဘာထူးရတာရှိသေးလဲဆိုတော့ဒီဥစ္စာကတော့တူတူပဲเนาะ100လို့100နဲ့နောက်ပြီးတော့သူကကြတော့ကျွန်တော်တို့ cross band က10ထဲမှာတစ်ကြိမ်ဖြတ်သွားတယ် cross band ကเนาะ10ထဲမှာတစ်ကြိမ်ဖြတ်ပါတယ်ကဲတော့ကျွန်တော်ဒီနေ့ရက်ရတော့မယ်မရက်လို့မရတော့ရှိမှ beauty beauty နဲ့လာချောင်းကြည့်နေကြတယ်ကျွန်တော်တို့ပြောချင်တာတွေအများကြီးကြံသေးတယ်ပြောလို့မရတော့အိမ်မှာခုနကကျွန်တော်တို့ planning ကိုလေဆက်ပြောလို့မလုပ်နိုင်ဘူး planning ကို level line နဲ့ဥစ္စာပြပြီးတော့ကျွန်တော်တို့ super input ဆက်ထည့်ထားတဲ့ level line နဲ့ကျွန်တော် level line နဲ့ပြီးတော့မှကျွန်တော်တကယ်လို့မရကျွန်တော်တက်ပြောပြပေးမယ်ဒီ sanity ကိုကျွန်တော်နောက်တစ်ခါကျမှကျွန်တော်တက်ပြောပြပေးမယ်ဒါပါကျွန်တော်ဒီ theory လေးပါကျွန်တော်ထည့်ပေးလိုက်မယ်เนาะဒီနေ့3ခုပေါ့เนาะအကျွေးတွေကများနေပြီနောက်တစ်ခု swimming pool ပါတစ်ခါထည့်ပေးတယ်ခါလေးအဲ့စာကိုတုတ်လုံးထည့်ပေးလိုက်မယ်ပြီးသွားတာဆိုတော့เนาะဘာမှပိုင်းကြမလို့တော့ပေါ့ပြီးသွားပေါ့အဲ့ဒါဆိုတော့
အော်5 fitting လည်းပေးရအောင်ဟုတ်တယ်5 fitting ဒီနေ့ပေးရမယ်super impose မလုပ်ရသေးတဲ့လူကတော့ကျွန်တော်ဒီနေ့ပို့လိုက်တဲ့ idea အစတည်းကနေပြီးတော့ပြန်ပြီးတော့ဒီတိုင်းနဲ့ဥစ္စာဖြည့်လိုက်ပေါ့နော်အားရနေပြီးတော့ပြန်ယူလိုက်တော့ဟုတ်ကဲ့